ဒီကနေ့သာသနာတော်နှစ်2560ခုကောဇာတက္ကီ1389ခုနေုံလာဇန်2ရက်2019ခုနှစ်5လပိုင်း29ရက်စနေနေ့ညချမ်းခါကာလမှာဒီကနေ့ရှင်သာရိပုတ္တရာရှင်မြတ်ကြီးရဲ့အကြောင်းအပိုင်းနှစ်တရားတော်လို့အဲ့ဒါလိုမှတ်သားပြီးတော့နာယူကြည်ညိုကြမယ်နော်ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းစတင်ပြီးတော့နာယူမှတ်သားကြရအောင်မနေ့တုန်းကဦးဇင်းတို့ရှင်သာရိပုတ္တရာမထေရမြတ်ကြီးရှုပန်တဲ့ချိန်ကစပြီးတော့ယန္တာဖြစ်သည့်အထိအကြောင်းအရာတို့ကိုအကျဉ်းချုပ်ပြီးတော့ပြောခဲ့တယ်ပေါ့နော်ဒီကနေ့ဦးဇင်းတို့ပြောဖို့စီစဉ်ထားတာကရှင်သာရိပုတ္တရာကိုရောမြတ်ကြီးယန္တာဖြစ်ပြီးတဲ့နောက်မှာဟောကြားတော်မူခဲ့တဲ့ဒေသနာများစွာတွေကဦးဇင်းတို့စိတ်ထဲမှာအမှတ်ထင်ထင်ဖြစ်နေတဲ့ဒေသနာလေးတွေဒါလေးတွေကိုစူးစီးပြီးတော့ပြောပါမယ်ပြီးရင်ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိနိဗ္ဗာန်စံတဲ့အကြောင်းကိုပြောပြီးတော့ဒါရှင်သာရိပုတ္တရာကိုရောမြတ်ကြီးရဲ့အကြောင်းဒီကနေ့ညအဲ့လိုပြောဖို့စီစဉ်ထားပါလေအဲ့တော့ဦးဇင်းတို့ဒီကနေ့ဘယ်ကနေစတင်ပြီးတော့ပြောကျင်တော့ဆိုတော့ဣဇဂတ်တော်တွေထဲမှာရှင်သာရိပုတ္တရာမထေရမြတ်ကြီးဟောခဲ့တဲ့ဒေသနာတွေကများစွာမှတ်တမ်းတင်ထားတာရှိတယ်ပဋိသင်္ပိဒမဲ့ပါဠိတော်ဆိုတော့စာအုပ်ကြီးအကြီးကြီးရှိတယ်အဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တာနော်သုလနိဒေသပါဠိတော်ဆိုတာရှိတယ်မဟာနိဒေသပါဠိတော်ဆိုတာရှိတယ်အသေးစိတ်ကိုယ်ကျမ်းဝေဖန်ပြီးတော့ဟောပြထားတဲ့ဒေသနာတွေကိုစုစည်းထားတာအဲ့ဒါရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တာပေါ့အခုတရားဓမ္မတို့ဥယျာဉ်တို့သင်ယူနေရတဲ့လေ့လာနေရတဲ့ဒီအဘိဓမ္မာတရားဆိုတာလည်းပဲတမတ်စွာဘုရားကတာဝရိန္ဒနတ်တွေကိုတာဝရိန္ဒနတ်ပြည်မှာဟောထားတာကိုရှင်သာရိပုတ္တရာကိုပြန်လဲဟောပြလို့ရှင်သာရိပုတ္တရာကပြန်ပြီးတော့ဟောထားတဲ့ဒေသနာတွေပဲအလွန်တရာမှများပြားတယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုများပြားလာတဲ့တရားဒေသနာတွေတဲကဘယ်လိုအကြောင်းအရာလေးကိုဦးဇင်းကစပြီးတော့ပြောကျင်တော့ဆိုတော့အခါတစ်ပါးမှာရှင်သာရိပုတ္တရာကိုရမြတ်ကြီးကယဟန်ပေတတ်ကိုအရှင်တို့တဲ့တခါမှငါစဉ်းစားကြည့်တယ်ဘာစဉ်းစားကြည့်လဲဆိုတော့တစုံတယောက်ဒုက္ခရောက်လို့တစုံတယောက်ပျက်စီးလို့တစုံတယောက်ဖောက်ပြန်လို့ငါရဲ့စိတ်ထဲမှာစိုးရိမ်မှုဆိုတဲ့တောကငိုကြွေးမှုဆိုတဲ့ပရိဒေဝကိုယ်ဆင်းရဲမှုဆိုတဲ့ဒုက္ခစိတ်ဆင်းရဲမှုဆိုတဲ့ဒေါမနတပြင်းစွာပင်ပန်းခြင်းလို့ဆိုတဲ့ဥပါယတတရား၅မျိုးနော်တောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့အဲ့ဒီတရား၅မျိုးဖြစ်ပေါ်စရာအကြောင်းများရှိသလားလို့ငါစဉ်းစားကြည့်တယ်တဲ့တစုံတယောက်ပျက်စီးလို့တစုံတယောက်ဒုက္ခရောက်လို့တစုံတယောက်တစ်မျိုးတစ်မျိုးပေါက်ပြန်ပြောင်းလဲသွားလို့ငါရဲ့စိတ်ထဲမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတအဲ့လိုဆိုးတဲ့တရားတွေဖြစ်လာစရာအကြောင်းရှိသလားလို့ငါစဉ်းစားကြည့်တယ်တဲ့အကြောင်းမရှိဘူးတဲ့ဘယ်သူတွေဘလို့ဖြစ်သွားလို့မှငါမှာတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဆိုတဲ့တရားတွေဖြစ်လာစရာအကြောင်းမရှိဘူးလို့ငါတွေ့ရတယ်တဲ့အဲ့လိုမေးရှိတဲ့အခါကျတော့ရှင်အနန္ဒာကထပြီးတော့မေးတယ်အရှင်သာရိပုတ္တရာတဲ့မြတ်စွာဘုရားပြိဋိဘံစံသွားလို့တောင်မှတဲ့မှာစိုးရိမ်တာတွေပူဆွေးတာတွေမရှိနိုင်ဘူးလားတဲ့တော်တော်ဖြေဖို့ခက်တဲ့မေးခွန်းပါပဲဟုတ်လားမြတ်စွာဘုရားပြိဋိဘံစံသွားမယ်ဆိုရင်တောင်တဲ့ရဲ့စိတ်ထဲမှာဘလို့ထိခိုက်မှုမှမရှိဘူးလားမရှိနိုင်ဘူးလားဒီတော့ရှင်သာရိပုတ္တရာကတော့ပြတ်ပြတ်သားသားပဲမြတ်စွာဘုရားပြိဋိဘံစံသွားလဲငါရဲ့တန်တာမှာတောကပတိဒေဝဒုက္ခဒေါမနတဥပါယတဖြစ်လာစရာအကြောင်းမရှိဘူးတဲ့ဒါပေမဲ့လို့မြတ်စွာဘုရားပြိဋိဘံစံသွားမယ်ဆိုရင်တော့လောကကြီးတွေကနေမြတ်စွာဘုရားဟာမြန်မြန်ဆန်ဆန်ပျောက်ကွယ်သွားတယ်တကယ်လို့သာမြတ်စွာဘုရားအကြာကြီးတည်မယ်ဆိုလို့ရှိရင်ဟောဒီလူလောကနတ်လောကကြီးတစ်ခုလုံးဟာအကျိုးစီးပွားတို့ဖြင့်ချမ်းသာရလိမ့်မယ်ကောင်းကျိုးတွေများစွာဖြစ်ထွန်းလိမ့်မယ်မြတ်စွာဘုရားအကြာကြီးတည်နေတော့ကောင်းပါပဲဆိုတဲ့စိတ်လောက်ပဲငါမှဖြစ်လိမ့်မယ်တဲ့တောကတွေပဋိဒေဝတွေဒုက္ခတွေဒေါမနတတွေဥပါယတတွေဖြစ်เสียအကြောင်းမရှိဘူးတဲ့ဖျားပျက်စီးသွားရင်တောင်သူ့မှာတောကပဋိဒေဝဒုက္ခဒေါမနတဖြစ်เสียအကြောင်းမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ရှင်သာရိပုတ္တရာဟာကြာမြင့်စွာသောကာလကပဲနော်တဏမာနဒိဋ္ဌိလို့ဆိုတဲ့တဘာဝတရားတွေရဲ့ပုံမှာအထင်မှားပြီးတော့ပုဂ္ဂိုလ်တ attva လို့ထင်တဲ့ငါလို့ထင်တဲ့အထင်မှားမှုမရှိဘူးငါဥစ္စာလို့ထင်တဲ့အထင်မှားမှုမရှိဘူးနော်ထောင်လွှတ်တက်ကြွတဲ့မာနဆိုတာလည်းမရှိဘူးဒါဟာကြာမြင့်စွာသောကာလတွေကစပြီးတော့အမြင့်ပြတ်ပဲနှုတ်ထားတဲ့အတွက်ကြောင့်ဟောဒီလောကကြီးမှာဘလို့အရာတွေဘလို့ပဲပျက်စီးသွားစေကမူ
ငါမှာစိုးရိမ်မှုငိုကြွေးမှုကိုယ်ဆင်းရဲမှုစိတ်ဆင်းရဲမှုပြင်းစွာပင်ပန်းမှုဆိုတာမဖြစ်နိုင်တော့ဘူးလို့အဲ့လိုမိန့်ရှိတယ်အဲ့ဒါကိုဦးဇင်းတို့ဥပတိတ္တတုတ်တံဆိုပြီးတော့နိဒာနဘောကတန်ရုပ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာတွေ့ရတယ်ပေါ့ဟုတ်လားသူကတော့ပြက်ပြက်သားသားပဲပြောတာပဲနော်တခါမှပြောထားတာဆိုရင်တော်တော်မှတ်သားစရာကောင်းတယ်နော်ယဟန်တော်၃ချိတ်မြတ်စွာဘုရားဒီကိုရောက်လာကြတာအဲ့ဒီလိုရောက်လာတော့မြတ်စွာဘုရားကအကြောင်းအကျိုးဆင်ခြင်ကြည့်တဲ့အခါမှာနော်ရှင်သာရိပုတ္တရာကိုမေခွန်းတစ်ခုမေးလိုက်လို့ရှင်သာရိပုတ္တရာကပြန်ပြီးတော့ပြောလိုက်တဲ့အဖြေစကားရက်ကိုအကြောင်းပြုပြီးတော့ဂါထာလေးတစ်ပုဒ်ဟောရလိမ့်မယ်အဲ့ဒီဂါထာရဲ့အဆုံးမှာဒီယဟန်၃ချိတ်ဟာတရားတို့တရားမြတ်ကိုရလိမ့်မယ်လို့မြတ်စွာဘုရားမြင်တယ်အဲ့ဒါကြောင့်ရှင်သာရိပုတ္တရာကိုမြတ်စွာဘုရားကမေခွန်းတစ်ခုမေးတယ်စေတသာရိပုတ္တရာတဲ့တတ္တာဝရိယတတိသမารိပညာလို့ဆိုတဲ့ဒီအိန္ဒြေ၅ပါးကိုမပွားများပဲနဲ့ထူးကဲမြင့်မြတ်တဲ့တရားတို့တရားမြတ်ကိုသိတဲ့အတိတုဉာဏ်တို့ဆိုတာကိုဖြစ်နိုင်လိမ့်မယ်ဆိုတာကိုသင်ယုံကြည်သလားလို့မေးတာနော်တတ္တာဝရိယတတိသမารိပညာအိန္ဒြေ၅ပါးကိုပွားများလို့မဲ့ဉာဏ်ဖူဉာဏ်ရပြီးတော့တရားတို့တရားမြတ်ကိုမျက်မှောက်ပြုနိုင်လိမ့်မယ်ဆိုတာသင်ယုံကြည်သလားလို့မေးတာအဲ့လိုမေးတော့ရှင်သာရိပုတ္တရာကမြတ်စွာဘုရားတဲ့ဒီအရာမှာတပည့်တော်ဟာယုံကြည်မှုဖြင့်မြတ်စွာဘုရားကိုချင့်ကပ်နေတာမဟုတ်ပါဘူးတဲ့သူဖြေပုံလေးနော်တပည့်တော်ကမြတ်စွာဘုရားကိုယုံကြည်မှုနဲ့ချင့်ကပ်နေတာမဟုတ်ဘူးတဲ့အဲ့ဒီလိုဖြေလိုက်တဲ့အခါကျတော့အနားမှာရှိနေတဲ့အဲ့ဒီယဟန်တော်၃ချိတ်ကျော်ကနားမလည်နိုင်ဘူးကြည်သာရှင်သာရိပုတ္တရာကသိင်းကြီးဆရာကြီးရဲ့တပည့်ကနေယဟန်ပြုလာတာကိုအဲ့ဒီတော့မြတ်စွာဘုရားရဲ့ပုံမှာသူဟာအခုချိန်ထိတောင်ပြည့်ပြည့်ဝဝယုံကြည်မှုမရှိဘူးလို့အဲ့ဒါလိုထင်တာအဲ့ဒါနဲ့အပြစ်တင်ကြတာဒီတော့မှမြတ်စွာဘုရားကဖြေရှင်းချက်ပေးရတာယဟန်တို့သာရိပုတ္တရာဟာဒီတရားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသူဟာယုံကြည်မှုနဲ့ငါ့ကိုချင့်ကပ်တာမဟုတ်ဘာလို့ဆိုတော့သူဟာအကုန်လုံးကိုသိမြင်ထားလို့သိမြင်မှုနဲ့ချင့်ကပ်တာနော်တတ္တာဝရိယတတိသမารိပညာအိန္ဒြေ၅ပါးရှိတယ်အဲ့ဒါကိုပွားများလို့ရှိရင်တရားတို့တရားမြတ်ကိုရနိုင်တယ်ဆိုတာကိုသူဟာယုံကြည်မှုနဲ့လက်ခံထားတာမဟုတ်ဘူးသိမြင်မှုနဲ့လက်ခံထားတာသူကိုယ်တိုင်သိပြီးယုံစရာမလိုပေါ့ဆိုလိုတာကသဘောပေါက်ရဲ့လားအေးအဲ့လိုမျိုးရှင်သာရိပုတ္တရာကရဲရဲဝံ့ဝံ့ပြောတဲ့အလေးထားရှိတယ်ပေါ့နော်ဒီတရားနဲ့ပတ်သက်လာလို့ရှိရင်နော်ဒါကြောင့်ဦးဇင်းတို့ပိဋကပေါင်းသူတော်ကောင်းတို့နော်ရှင်သာရိပုတ္တရာပြောပြခဲ့တဲ့အကြောင်းအရာတွေကပြောမယ်ဆိုလို့ရှိရင်အလွန်များတယ်ရွေးရတာတောင်တော်တော်ခက်တယ်ပေါ့အဲ့တော့ဦးဇင်းရွေးချယ်ထားတဲ့နောက်ထပ်သုတ်တန်တစ်ပုဒ်အဲ့ဒါကတော့နည်းနည်းလေးပြောရလိမ့်မယ်ပေါ့လေအဲ့ဒီသုတ်တန်ကအနင်္ဂနသုတ်တန်ဆိုပြီးတော့မှတ်တမ်းတင်ထားတယ်ဦးဇင်းတို့လည်းဟောဖို့ပါတယ်မူရင်းကိုအစအဲ့ဒီသုတ်တန်ကအလွန်ကြိုက်စရာကောင်းတယ်အနင်္ဂနဆိုတာဘာပြောတာတော့အင်္ဂနဆိုတာအညစ်အကြေးနော်အနင်္ဂနဆိုတော့အညစ်အကြေးကင်းကြောင်းတရားကိုပြောတာနော်အညစ်အကြေးဆိုတာကရုပ်ရဲ့အညစ်အကြေးကိုရည်ညွှန်းတာမဟုတ်စိတ်ရဲ့အညစ်အကြေးကိုရည်ညွှန်းတာအဲ့ဒီသုတ်တံမှာနော်ယဟန်တော်တွေကိုရှင်သာရိပုတ္တရာဟောတာအဲ့ဒီပိဋကတ်ထဲမှာရှင်မမောက္ကလန်လည်းပါတယ်နောက်တော့ရှင်မမောက္ကလန်နဲ့အမေးဖြေသဘောမျိုးဖြစ်သွားတာနော်အဲ့ဒါအခါတစ်ပါးမှာရှင်သာရိပုတ္တရာယဟန်တွေကိုအရှင်တို့တဲ့ဒီလောကကြီးမှာလူ၄မျိုးရှိတယ်တဲ့အမျိုးအစားပေါ့နော်အဲ့ဒီအမျိုးအစား၄မျိုးကဘာတွေလဲဆိုတော့ကိုယ်မှာအညစ်အကြေးရှိနေတာကိုအညစ်အကြေးရှိနေတယ်လို့မသိတဲ့လူရဲ့ကိုယ်မှာအညစ်အကြေးရှိနေတာကိုအညစ်အကြေးရှိနေတယ်လို့သိတဲ့လူရဲ့နှမျိုးရှိတယ်နော်ကိုယ်မှာအညစ်အကြေးရှိတာကိုအညစ်အကြေးရှိတယ်လို့မသိတဲ့လူကိုယ်မှာအညစ်အကြေးရှိနေတာကိုရှိနေတယ်လို့သိတဲ့လူတစ်စုံနော်နောက်တစ်စုံကဘာလဲကိုယ်မှာအညစ်အကြေးမရှိဘူးဆိုရင်အညစ်အကြေးမရှိဘူးလို့သိတဲ့လူရဲ့ကိုယ်မှာအညစ်အကြေးမရှိတာကိုအညစ်အကြေးမရှိဘူးလို့မသိတဲ့လူရဲ့ဒါကတစ်စုံနော်အညစ်အကြေးရှိနေတာကိုရှိနေတယ်လို့မသိတဲ့လူရဲ့သိတဲ့လူရဲ့အညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူရဲ့သိတဲ့လူရဲ့၄မျိုးပေါ့နော်အဲ့ဒီ၄မျိုးထဲမှာအညစ်အကြေးမရှိပဲအညစ်အကြေးရှိနေတာကိုမရှိဘူးလို့သိတဲ့လူကမသိတဲ့လူထက်သာပြီးတော့သာတယ်တဲ့တခါအညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကလည်းမသိတဲ့လူထက်သာတာပဲတဲ့အဲ့လိုမျိုးပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုရှင်မမောက္ကလန်ကထပ်ပြီးတော့မေးတယ်။ရှင်သာရိပုတ္တရာဘာကြောင့်သူတို့ကသာရတာတော့အဲ့တော့ဥပမာနဲ့ဖြေရှင်းချက်ပေးတယ်ရှင်သာရိပုတ္တရာကရှင်မောက္ကလန်တဲ့အညစ်အကြေးမရှိတာအညစ်အကြေးရှိတာကိုရှိတယ်လို့မသိတဲ့လူထက်အညစ်အကြေးရှိတာကိုရှိတယ်လို့သိတဲ့လူကသာတာပေါ့တဲ့ဥပမာပြောပြလို့ရှိရင်
နော်ဈေးထဲကနေပြီးတော့အညစ်အကြေးတွေနဲ့ပေးကျန်းနေတဲ့ကြေးခွက်တစ်ခွက်ကိုဝယ်လာခဲ့တယ်အဲ့ဒီကြေးခွက်ကိုမသုံးမဆောင်မဲနဲ့တခါတည်းပြစ်ထားမယ်ပုံတွေအမိုက်တွေထဲမှာပြစ်ထားမယ်ဆိုရင်ဒီကြေးခွက်ဟာတာလွန်ပြီးတော့ပဲညစ်ထေးသွားတဲ့အကြောင်းရှိတယ်အဲ့လိုပဲဒီလောကကြီးမှာကိုယ်မှာအညစ်အကြေးရှိနေတာကိုအညစ်အကြေးရှိတယ်လို့မသိတဲ့လူတွေကပြစ်စလက်ခတ်ပဲနေမှာဟုတ်လားဒါကြောင့်အညစ်အကြေးတွေသာပို့ပြီးတော့များလာတဲ့အကြောင်းရှိတယ်နော်အဲ့ဒါအညစ်အကြေးရှိတယ်ဆိုရင်ရှိတယ်လို့သိဖို့အရေးကြီးတယ်တကယ်လို့သာအညစ်အကြေးရှိတာကိုရှိတယ်လို့သိမယ်ဆိုလို့ရှိရင်သူကအဲ့ဒီအညစ်အကြေးကိုဆေးကြောတဲ့အကြောင်းရှိတယ်ဥပမာဈေးကနေပြီးတော့နော်ညစ်ပတ်ပေးရနေတဲ့ကြေးခွက်တစ်ခွက်ကိုဝယ်လာခဲ့တယ်နောက်အိမ်ရောက်တဲ့ခါကျတော့အဲ့ဒါကိုပို့တိုက်ဆေးကြောပြီးတော့သုံးဆောင်နေမယ်ဆိုလို့ရှိရင်ပြင်ကုန်ကညစ်နေပြီမလို့အဲ့လိုသုံးဆောင်မှုဆေးကြောမှုကြောင့်ဘာဖြစ်သွားနိုင်တော့တန်ရှင်းသွားနိုင်တယ်ဒါကြောင့်အညစ်အကြေးရှိတာကိုရှိတယ်လို့သိလို့ရှိရင်သူ့မှာစင်ကြယ်သွားတဲ့အကြောင်းရှိတယ်အညစ်အကြေးရှိတာကိုရှိတယ်လို့မသိဘူးဆိုရင်စင်ကြယ်တဲ့အကြောင်းမရှိဘူးတဲ့ဒါကြောင့်အညစ်အကြေးရှိတာကိုရှိတယ်လို့သိတဲ့လူကမသိတဲ့လူထက်တာလွန်နေနောက်တစ်ခါအညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူထက်လည်းသိတဲ့လူကတာတယ်ဘာဖြစ်လို့လဲဆိုတော့ကိုယ်မှာအညစ်အကြေးမရှိတာကိုအညစ်အကြေးမရှိဘူးလို့သိလို့ရှင်ဒါကိုသူဆက်ပြီးတော့ထိန်းထားမယ်ကိုယ်မှာအညစ်အကြေးမရှိတာကိုအညစ်အကြေးမရှိဘူးလို့မသိဘူးဆိုရင်မိမိရောပေါ့ပေါ့ဆဆနေတဲ့အတွက်ကြောင့်အညစ်အကြေးတွေထပ်ပြီးတော့ဖြစ်လာနိုင်တယ်အဲ့ဒါကိုလည်းဥမာလေးပေးပြီးတော့ပြောတယ်နော်ဈေးကနေပြီးတော့အလွန်တန်ရှင်းစင်ကြယ်တောက်ပနေတဲ့ကြေးကွက်ကလေးဝဲလာတယ်ဒါကိုတန်ဖိုးထားအောင်မှမသိဘူးအိမ်ရောက်တော့ပြစ်ချင်ရပြစ်ထားတယ်ခဏလေးနဲ့ဘာဖြစ်သွားမလို့ညစ်ပတ်ပေးရသွားမယ်ပေါ့နော်ဒါကအညစ်အကြေးမရှိတာကိုမရှိဘူးလို့မသိတဲ့လူအမျိုးအစားကိုဥမာပေးတာဟုတ်လားနောက်အညစ်အကြေးမရှိတာကိုမရှိဘူးလို့သိတဲ့လူကြတော့ဘလို့ဥမာပေးတော့ဈေးကဝဲလာတယ်တန်တန်ရှင်းရှင်းခွက်ကလေးအိမ်ရောက်တော့လည်းအဲ့ဒါကိုဆေးကြောပို့တိုက်သုံးဆောင်မယ်ဆိုရင်တော့ပို့လို့သာတောက်ပြောင်လာတဲ့အကြောင်းရှိတယ်ပေါ့အဲ့ဒါနဲ့ဥမာပေးတာအဲ့လိုမျိုးအညစ်အကြေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဟောပြတော့ရှင်မောဂလန်ကထမေးပြန်တယ်အရှင်သာရိပုတ္တရာတဲ့သင်ဟာအညစ်အကြေးလို့ပြောတယ်အညစ်အကြေးဆိုတာဘာကိုပြောတာတုံးတဲ့ဟောအဓိကကဦးဇင်းကအဲ့ဒါလေးကိုပြောနေတာပါနော်အညစ်အကြေးဆိုတာဘာကိုပြောတာတုံးတဲ့အဲ့တော့ရှင်သာရိပုတ္တရာကငါရှင်မောဂလန်အညစ်အကြေးဆိုတာဘာကိုပြောတာလဲဆိုလို့ရှိရင်မရှိတဲ့မရှိတတ်တဲ့အလိုစိုးတွေကြောင့်အဲ့ဒီအလိုစိုးမပြည့်ဝတဲ့အခါမှာစိတ်ထဲမှာမကျေနပ်နိုင်မှုမနှစ်သက်နိုင်မှုလို့ဆိုတဲ့ကောပအပိစ္ဆေယတရားဟာအညစ်အကြေးဖြစ်တယ်တဲ့သိချာနားထောင်နော်မရှိတဲ့မရှိတတ်တဲ့အလိုစိုးဆန္ဒစိုးအဲ့ဒီအလိုစိုးတွေရှိတယ်အဲ့ဒီအလိုစိုးတွေမပြည့်တဲ့အခါမှာစိတ်ထဲမှာမကျေနပ်ဘူးမနှစ်သက်ဘူးမကျေနပ်တဲ့ကောပမနှစ်သက်တဲ့အပိစ္ဆေယဒီတရားတွေကိုဒါအညစ်အကြေးလို့ခေါ်တာဥမာပြောမယ်တဲ့ဟောဒီသာသနာတော်မြတ်ကြီးမှာတချို့သောယဟန်တွေဟာသူကဥမာလေးနဲ့ပြောမှရှင်းမယ်ဟုတ်လားတချို့သောယဟန်တွေဟာကိုယ်မှာအာဘတ်တဲ့အဲ့ဒီလိုအာဘတ်တဲ့အခါမှာငါအာဘတ်တဲ့နေတာကိုတခြားသောယဟန်တွေမသိကြပါစေနဲ့လို့သူ့မှာအဲ့လိုဆန္ဒရှိတယ်တဲ့ဒါပါလေမယိုးသားတာပေါ့နော်ဒါမရှိတဲ့အလိုဆိုပဲကိုမကောင်းတာကြီးကိုကောင်းတယ်လို့ထင်စေချင်တာပေါ့ကိုမကောင်းတာကိုသူများမသိသိချင်ဘူးဖုံးထားချင်တာလူတွေမှလည်းအဲ့ဒါမရှိဘူးလားရှိတယ်အဲ့ဒါကောင်းတဲ့အလိုလားဆိုးတဲ့အလိုလားဆိုးတဲ့အလိုနော်ငါအာဘတ်တဲ့နာကိုတခြားသောယဟန်တွေမသိပါစေနဲ့လို့သူတောင်းတတယ်အဲ့ဒီအလိုဆိုးရှိတယ်ဒါပေမဲ့လို့သူတောင်းတတဲ့အတိုင်းဘယ်ဖြစ်ပါမလို့အမြဲတမ်းဘယ်ဖုံးထားလို့ရပါမလို့ဟုတ်လားမသိပါစေနဲ့လို့တောင်းတပြီမလို့သိကျင်လဲသိသွားမယ်ပေါ့အဲ့ဒါလို့ယဟန်တွေကသိသွားပြီဆိုရင်သူ့စိတ်ထဲမှာဘာဖြစ်တော့မကျေနပ်ဘူးစိတ်တိုးတယ်ဟုတ်လားပြီးရင်စိတ်ထဲမှာမနှစ်သက်ဘူးအဲ့ဒီမကျေနပ်မှုမနှစ်သက်မှုဆိုတာအဲ့ဒါစိတ်ရဲ့အညစ်အကြေးပဲတဲ့အဲ့ဒီကစပြောတယ်နော်ဒါယဟန်တွေကိုပြောတယ်ဆိုမှလို့လူတွေလည်းပဲဆက်ပြီးတော့တွေးကြမရှိဘူးလားရှိရနော်လူတွေလည်းပဲကိုမဟုတ်တာလှုပ်တာကိုမဟုတ်တာကြီးကိုသူများမသိချင်တဲ့စိတ်မရှိဘူးလားရှိတယ်ဒါပေမဲ့ကိုမသိချင်တာကြီးကအခါခါသိမ့်ပဲဖုံးထားလို့ရမှာလို့သိချင်လည်းသိသွားမှာပေါ့အဲ့ဒီလိုသိသွားပြီဆိုရင်ဘာဖြစ်တော့ရှက်တယ်ပေါ့နော်အရှက်တကွဲအကျိုးနဲ့ဖြစ်ပြီးတော့အဲ့ဒီသိတာကိုပဲအကြောင်းပြုတော့ဘာလို့စိတ်တူတယ်ငါဘယ်သူမှမဒါကိုဖွာလိုက်လည်းမသိဘူးဟုတ်လားဘာဖြစ်မလို့စိတ်တူမယ်မကြည်မနှက်ဖြစ်မယ်မနှစ်သက်မှုဖြစ်မယ်အဲ့ဒါပါလေအငြိကြီးပဲနောက်ဦးဇင်းတို့နည်းနည်းလေးသိခံပြီးတော့နားထောင်ဒီနောက်ထပ်အကြောင်းအရာလေးတစ်ခုကသူကယဟန်နေနဲ့ပတ်သက်နေတာဆိုတော့တခါယဟန်ဓမ္မကအာဘတ်တဲ့အာဘတ်တဲ့အခါမှာသူ့စိတ်ထဲမှာဘလို့ဆန္ဒရှိတုံးဆိုတော့ငါရဲ့ဒီအာဘတ်ကိုနော်ယဟန်နေရဲ့ကြားထဲမှာမစောရနာရင်တော့ကောင်းပါပဲစောရနာဆိုတာစစ်ဆေးတာကိုပြောတာဟုတ်လားဒီအာဘတ်ကိုယဟန်နေကြားထဲမှာထုတ်ဖော်ပြီးတော့မပြောရင်တော့ကောင်းပါပဲမစစ်ဆေးရင်တော့ကောင်းပါပဲမစောရနာရင်တော့ကောင်းပါပဲလို့သူဆန္ဒရှိတယ်ဒါပေမဲ့သူဆန္ဒပဲကြည့်ချင်မှကြည့်မှာပေါ့
နော်ယဟန်တွေကြားထဲမှာစစ်ဆေးရင်လည်းစစ်ဆေးမှာပေါ့အဲ့လိုမစစ်ဆေးပါစေနဲ့လို့ရှိတာကောစအလိုဆိုပဲဟုတ်တယ်မဟုတ်လားအဲ့ဒါမကြည့်ဝတဲ့ခါမှာသူဘာဖြစ်တော့မကျေနပ်တဲ့စိတ်ဖြစ်မယ်မနှစ်သက်တဲ့စိတ်ဖြစ်မယ်အဲ့ဒါအလိုဆိုအဲ့ဒါအညစ်အကြေးပဲတဲ့ဟောနောက်တစ်ချက်ရှိသွားပြီနော်နောက်ယဟန်တစ်ပါးအာဘတ်တင်တယ်အဲ့လိုအာဘတ်တင်တဲ့ခါမှာငါ့ကိုစောရနာတဲ့လူတွေကငါနဲ့အာဘတ်အတူတင်တဲ့ပုံကိုယ်တွေဖြစ်ပါစေငါနဲ့အာဘတ်ကွဲပြားနေတဲ့ပုံကိုယ်တွေကငါ့ကိုစစ်ဆေးရင်ပို့ပြီးတော့အချက်ရမှာကိုလိုသူလိုလူကကိုယ့်ကိုစစ်ဆေးမယ်ဆိုတော့တိတ်မရှက်ဘူးလေဟုတ်တယ်မို့လားကိုလည်းဒီအာဘတ်တင်တယ်သူလည်းဒီအာဘတ်တင်တယ်သူနဲ့ကိုယ်နဲ့ဘာမှမကွာဘူးဆိုတော့တိတ်ပြီးတော့စိတ်ထဲမှာမထီဘူးပေါ့ဟုတ်လားအာဘတ်တင်တာချင်းမတူတဲ့လူကလာပြီးတော့စစ်ဆေးမယ်ဆိုရင်ပို့ပြီးတော့အချက်ရမယ်အဲ့ဒါကြောင့်သူအဲ့ဒါကိုမဖြစ်စေချင်ဘူးဒါပေမဲ့လို့သူတောင်းတတဲ့အတိုင်းပဲပြီးသွားမှာမလို့စစ်ဆေးခြင်းစစ်ဆေးမှာပေါ့အဲ့လိုစစ်ဆေးတဲ့အခါမှာသူဘာဖြစ်တော့မကျေနပ်ဘူးမနှစ်သက်ဘူးအဲ့ဒါဟာစိတ်ရဲ့အညစ်အကြေးပဲနောက်စိတ်အညစ်အကြေးဆိုတာအဲ့ဒါကိုပြောတာတဲ့ဘာ၃ချက်ရဟန်းနေနဲ့ပတ်သက်ပြီးတော့နောက်ပြောတာဟာလေးတွေကြတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေအလုံးကြည်ကြည်ပြည့်ပြည့်အလွန်စဉ်းစားတဲ့အကောင့်တယ်အရှင်မောက္ကလန်တဲ့ဟောဒီသာသနာမှာတချို့ရဟန်းတွေဟာမြတ်စွာဘုရားကတရားဟောတဲ့အခါမှာငါနာမည်လေးကိုခေါ်ပြီးတော့ဟောရင်တော့ကောင်းပါပဲလို့သူအဲ့လိုတောင်းတတယ်တဲ့အဲ့ဒီအလိုဟာရှိတဲ့ရှိလိုက်တဲ့အလိုလားမဟုတ်ဘူးနော်အဲ့ဒါဆိုးတဲ့အလိုပဲသူငါဆွဲအားကြီးနေတာပေါ့နော်ငါဆိုတာကိုသူများသိသိချင်တယ်ငါနာမည်လေးကိုခေါ်ပြီးတော့မြတ်စွာဘုရားတရားဟောရင်ကောင်းပါပဲလို့သူတောင်းတတယ်တဲ့သူတောင်းတတဲ့အတိုင်းပြည်ချင်မှာပြည်မှာပေါ့မြတ်စွာဘုရားသူ့နာမည်ခေါ်ပြီးတော့ဟောခြင်းမှာဟောမှာပေါ့ဒီပြင်လူနာမည်ခေါ်ပြီးတော့လေဟောခြင်းဟောမှာပေါ့ဟုတ်လားအဲ့လိုသူတောင်းတချက်ကြီးမပြည့်ဘူးသူ့နာမည်ကိုခေါ်ပြီးတော့မြတ်စွာဘုရားမဟုတ်ဆိုတယောက်တည်းကြည်ပြီးတော့ဘာဖြစ်တော့မကျေနပ်ဘူးမနှစ်သက်ဘူးအဲ့ဒါစိတ်ရဲ့အညစ်အကြေးပဲတဲ့လာပြီတော့စလာပြီတော့လူတွေနဲ့ဓာတ်ရိုက်ပတ်သက်တဲ့အပိုင်းလို့ဦးဇင်းထင်တယ်ဟုတ်လားဆက်ပြီးတော့သူ့မှာအလိုဆိုရှိပြန်တယ်ပါလေဟောဒီသာသနာမှာတချို့ရဟန်းတွေဟာတဲ့နော်ဆုံးခံသွားပြီဆိုလို့ရှိရင်ရဟန်းတွေကငါ့ကိုဦးစားပေးပြီးတော့ရှေ့သုံးကထားရင်တော့ကောင်းမှာပဲလို့သူတောင်းတတယ်တဲ့နော်ရှေ့သုံးကထွက်ချင်တယ်ပေါ့နော်ဟုတ်လားဒါပေမဲ့သူတောင်းတချက်ပြီးချင်မှပြီးမှာပေါ့ဟုတ်လားအဲ့ဒါမပြီးဘူးဆိုရင်သူဘာဖြစ်မလို့စိတ်ပြည့်မယ်မနှစ်သက်မှုဖြစ်မယ်ဟိုလိုအပြစ်တင်ဒီလိုအပြစ်တင်တခါတည်းစိတ်ထဲမှာဘွဲပေါက်မယ်ပေါ့နော်အဲ့ဒါဘာဖြစ်တော့အဲ့ဒါအညစ်အကြေးပဲတဲ့မကျေနပ်မှုမနှစ်သက်မှုပေါ့နော်မရှိတဲ့အလိုဆန္ဒတွေရှိလာတယ်အဲ့ဒီအလိုဆန္ဒမပြည့်တဲ့အခါမှာမကျေနပ်မှုမနှစ်သက်မှုဖြစ်လာတယ်အဲ့ဒါအညစ်အကြေးပဲတဲ့အညစ်အကြေးကိုအဓိပ္ပာယ်ဖွင့်နေတာဟုတ်လားတခါငါရှင်မောက္ကလန်တဲ့ဟောဒီတာမှာတချို့ရဟန်းတွေဟာနော်စွန့်ငံပြန်လာပြီစွန့်ငံပြန်လာလို့ရှိရင်စွန့်သားเจ้าမှာတော့စွမ်းဥရည်ဥကိုငါပဲရပါသည်ကျန်တဲ့ယဟန်တွေမရပါစေနဲ့သူပဲဥဖြားဖြားရခြင်းနဲ့သူများကဥစားပေးတာကိုသူခံကျင်တယ်သူမှအဲ့တောင်းတချက်ကြီးရှိတယ်ကြိတ်ပြီးတော့တောင်းတချက်ကြီးရှိတယ်အဲ့ဒါမပြည့်ဝဘူးဆိုလို့ရှိရင်သူဘာဖြစ်တော့မကျေနပ်ဘူးမနှစ်သက်ဘူးအဲ့ဒီမကျေနပ်မှုမနှစ်သက်မှုဟာစိတ်ရဲ့အညစ်အကြေးပဲတဲ့ဆက်ပြီးတော့ပြောပြန်တယ်အရှင်မောက္ကလန်တဲ့ဒီသာသနာမှာတချို့ယဟန်တွေဟာအဲ့ဒီစွန်းသားเจ้าမှာနော်စွမ်းတရားကိုငါသာလင်ဟောခြင်းတယ်ကျန်တဲ့ယဟန်တွေမဟောကြပါစေနဲ့ဟုတ်လားတရားကိုငါပဲဟောခြင်းတယ်ဒါဘုန်းကြီးတွေမှာဖြစ်တတ်တဲ့သဘာဝနော်ဟုတ်လားဒါကြောင့်မြတ်စွာဘုရားဟောတာနော်ငါသာလင်တရားဟောခြင်းတယ်သောတော်လည်းဘာလို့ငါကိုသာလင်မြတ်စွာဘုရားကနာမည်ခေါ်ပြီးတော့ဟောပါသည်ငါကိုသာလင်ရှေ့တန်းတင်ပြီးတော့ဆွမ်းခံသွားကြပါစေဟုတ်လားအခုကျတော့ဘာဖြစ်ပြန်ပြီးတော့ငါသာလင်တရားဟောခြင်းတယ်သူများမဟောပါစေနဲ့အဲ့ဒီတောင်းတချက်သူမှရှိတယ်အဲ့ဒါအစင်မပြေဖြစ်သွားပြီ तू မဟောရဘူး तू များထဟောပြီဆိုရင် तू တစ်ချိန်လုံးဘာဖြစ်နေတော့မကြည်မနှက်ဖြစ်နေမယ်မနှစ်သက်မှုတွေဖြစ်နေမယ်အဲ့ဒါပါလေအညစ်အကြေးပဲတဲ့ဆက်ပြောတယ်ငါရှင်မောက္ကလန်တဲ့ဒီသာသနာမှာတချို့ယဟန်တွေဟာနော်ဒီကြောင်းထဲကိုရောက်လာတဲ့နော်တက္ကရာဓမ္မတွေ तू ကတော့အသေးစိတ်ဟောပါတယ်နော်ယဟန်ပိဋကယဟန်မပိဋကနော်တက္ကပိဋကတက္ကမပိဋကပိဋက၄မျိုးပေါ့နော်အဲ့ဒီပိဋက၄မျိုးကိုငါးကားလေးတရားဟောခြင်းတယ်ကျန်တဲ့လူတွေမဟောကြပါစေနဲ့အဲ့ဒီဆန္ဒသူ့မှာရှိနေတယ်အဲ့ဒါမပြည့်ဝဘူးဆိုသူဘာဖြစ်မလို့မကြည်မနှက်ဖြစ်မယ်မနှစ်မသက်တာတွေဖြစ်လာမယ်အဲ့ဒါဟာစိတ်ရဲ့အငြိကြီးပဲဆက်ပြီးတော့ပြောပြန်တယ်အရှင်မောက္ကလန်တဲ့ဒီသာသနာတချို့ယဟန်တွေဟာကျောင်းထဲကိုလျှောက်လာတဲ့နော်တရားဓမ္မတွေကနော်သူ့ကိုယ်သာလည်းမျက်နှိုးပူဇော်မှုပြုကြပါစေအလေးထားကြပါစေရောသူ့ကိုပဲအကုန်လုံးဦးစားပေးကြပါစေရောကျန်တဲ့ယဟန်တွေအဲ့ဒီလိုဦးစားပေးမှုလေးစားမှုမရကြပါစေနဲ့သူပဲရခြင်းတယ်နော်ပိဋက၄ပါးရဲ့မျက်နှိုးမှုတန်ဖိုးထားမှုလေးစားမှုကိုပါလေသူပဲရခြင်းတယ်သူရခြင်းတာကြီးကရခြင်းမှရမှာပေါ့ရခြင်းရင်လည်းရမှာပေါ့တကယ်လို့မရခဲ့ဘူးဆိုသူဘာဖြစ်မလို့စိတ်ပြည့်မယ်မကျေနပ်မှုတွေဖြစ်မယ်အဲ့ဒါပါလေစိတ်ရဲ့အညစ်အကြေးပဲတဲ့ဒါကငါရှင်မောက္ကလန်တဲ့ဒီသာသနာမှာတချို့ယဟန်တွေဟာ
မုံမြတ်တဲ့စွမ်းသင်္ကန်းကြောင်းစီပစ္စည်းလေးပါတခုချင်းဟောပါတယ်ဟောတာတော့ဦးဇင်းကပေါင်းပြောတာပါဟုတ်လားမုံမြတ်တဲ့စွမ်းသင်္ကန်းကြောင်းစီဒီပစ္စည်းလေးပါကိုငါသာလင်ရပါစေနော်ကျန်တဲ့လူတွေသူ့လိုမရရပါစေနဲ့သူပဲရခြင်းတယ်အဲ့ဒီတောင်းတချက်မပြည့်ဘူးဆိုသူဘာဖြစ်မလို့စိတ်ရဲ့အညစ်အကြေးလို့ဆိုတဲ့မကျေနပ်မှုမနစ်သက်မှုကောပအပစ္စယတရားတွေဖြစ်လာလိမ့်မယ်တဲ့အဲ့ဒါစိတ်ရဲ့အညစ်အကြေးဆိုတာအဲ့ဒါပဲတဲ့အဲ့တော့ဦးဇင်းတို့အနှစ်ချုပ်လိုက်ရင်ဘာလဲဒါကငါကိုယ်သာလျင်ငါသာလျင်ဆိုတာကိုတော့တွေ့ရတယ်နော်လူတွေကငါကိုယ်သာလျင်တန်ဖိုးထားကြပါစေငါကိုယ်သာလျင်မျက်နှိုးကြပါစေငါကိုယ်သာလျင်အလေးထားကြပါစေဟုတ်လားငါသာလျင်ဒီထင်ပေါ်တဲ့ကြော်ကြားတဲ့နော်လှုပ်ရမယ့်အလုပ်တွေကိုငါသာလျင်လှုပ်ချင်အစအသာရငါဆိုတာကြီးသူဘာဖြစ်နေတော့လွှမ်းမိုးနေတယ်အဲ့ဒါကြီးလွှမ်းမိုးလာတာဟာရှိတဲ့ရှိတဲ့အလိုလားမဟုတ်ဘူးတဲ့အဲ့ဒါအလိုဆိုပဲအဲ့ဒီအလိုဆိုမပြည့်တဲ့အခါမှာဘာဆက်ဖြစ်မလို့မကျေနပ်မှုဖြစ်မယ်စိတ်တိုင်းမကြမှုဖြစ်မယ်အဲ့ဒီမကျေနပ်မှုစိတ်တိုင်းမကြမှုကစိတ်ရဲ့အညစ်အကြေးပဲတဲ့အဲ့တော့ဒီဒေသနာလေးကနော်လူကြားထဲမှာအလွန်ပြန့်နှံ့ရင်ကောင်းမယ်လို့ထင်တယ်နော်လူတွေကနေရတာကကိုသာလျင်အဓိကထားတာပေါ့နော်ငါကိုသာလျင်ငါသာလျင်ဆိုတဲ့စိတ်ကူးတွေအများကြီးမရှိဘူးလားရှိတယ်အဲ့ဒါတွေများနေသမျှမပြည့်ဝဘူးဆန္ဒတွေမပြည့်ဝဘူးဆိုရင်ဘာဖြစ်မလို့မကျေနပ်မှုမနစ်သက်မှုတွေဖြစ်လာမယ်သဘောပေါက်ရဲ့လားအဲ့ဒါပါလေစိတ်ရဲ့အညစ်အကြေးပဲတဲ့အဲ့ဒါဆက်ပြီးတော့ရှင်သာရိပုတ္တရာဟောပြန်တယ်အရှင်မောက္ကလန်တဲ့အဲ့ဒီအညစ်အကြေးတွေသာရှိနေမယ်ဆိုလို့ရှိရင်တဲ့ယဟန်တစ်ပါးမှာနော်တောရမှာချင်းကပ်ပြီးတော့တောရဆောက်တည်ပြီးတော့တပိတ်တလုံးသင်္ကန်းသုံးတယ်နဲ့နော်ဒူရင်တွေဆောက်တည်ပြီးတော့ဆွမ်းခံပြီးတော့စားပြီးတော့နော်အမြင်အရဒူရင်ဆောက်တည်နေပြီးတော့အရန်ကြည်ညိုစရာကောင်းတယ်ဆိုတဲ့အနေအထားမျိုးဖြစ်နေတော့လည်းပဲတကယ်လို့သာအဲ့ဒီအညစ်အကြေးတွေရှိနေမယ်ဆိုရင်တရင်သုံးပေါ်တွေကသူ့ကိုလေးစားကြမှလည်းမဟုတ်ဘူးမျက်နှိုးကြမှလည်းမဟုတ်ဘူးတဲ့ဘာလို့လဲဆိုတော့အညစ်အကြေးတွေရှိနေတယ်ဆိုတာကိုသိနေရလို့ပဲတဲ့ဟောဒါအပေါ်ယံနဲ့အနှစ်သာရကိုကွက်ကွယ်ကွင်းကွင်းမြင်အောင်ပြောပြတာနော်အပေါ်ယံမြင်တာကြီးကကြည်ညိုစရာကောင်းတဲ့အနေအထားကြီးဖြစ်နေတော့လည်းပဲစိတ်ထဲမှာငါကိုယ်သာလျင်ငါသာလျင်ဆိုတဲ့အဓိကထားတဲ့စိတ်တွေနဲ့မပြည့်ဝတဲ့အခါမှာစိတ်တုံမှုစိတ်ဆင်းရဲမှုရှိနေတဲ့ပုဂ္ဂိုလ်ဒီအညစ်အကြေးတွေပြည့်နေတဲ့လူမှာအထင်ကြီးစရာလေးစားစရာမရှိဘူး။ဒါကြောင့်မလို့သတင်းသုံးပေါ်တွေကသူ့ကိုလေးစားမှလည်းမဟုတ်ဘူးတန်ဖိုးထားမှလည်းမဟုတ်ဘူးတဲ့။ဥပမာပြောရလို့ရှိရင်တဲ့ဟောလာပြန်ပြီးကြေးကွက်ကလေးနဲ့ဥမာပေးတယ်။အလွန်တန်ရှင်းစင်ကြယ်ပြီးတော့တောက်ပြောင်နေတဲ့ကြေးကွက်ကလေးနဲ့ဒါပေမဲ့အဲ့ဒီထဲမှာဘာတွေထည့်ထားတော့ဆိုတော့ခွေးတွေကောင်ပုတ်အပိုင်းစားတစ်ခုထည့်ထားတယ်။လောက်တွေကြတော့ပြီးတော့အဲ့ဒါကိုအပေါ်ကနေပြီးတော့အလုံးတန်ရှင်းတဲ့ခွက်ကလေးတစ်ခွက်နဲ့အုပ်ပြီးတော့နောက်ဖေးချိုးလှလှလေးနဲ့ကျိုးလေးနဲ့စီးထားတယ်။ဟောအနံ့နေပါလေတော့လည်းတိတ်မထွက်ဘူးပေါ့နော်။ဘိုးရကြည့်ရင်တော့အလုံးတန်ရှင်းတဲ့ခွက်ကလေးပဲ။ဒါပေမဲ့လှက်လေကြည့်လိုက်ရောထဲထဲမှာပါရှိတော့အပုတ်တွေပဲရှိတယ်။ဟုတ်လားဘယ်သူမျက်နှိုးမတော့ဘယ်သူမှမမျက်နှိုးဘူးခွက်ကလေးကတော့ဘာဖြစ်နေတော့တန်ရှင်းနေတယ်။အမြင်ကတော့ကောင်းတယ်ပေါ့နော်။ဒါပေမဲ့ထဲထားတာဘာလို့ဖြစ်နေတော့အပုတ်တွေဖြစ်နေတယ်။အဲ့လိုပဲလူတယောက်တော်ရဆောက်တည်နေတယ်ဟုတ်လားဒူရင်တွေစောက်တည်နေတယ်သို့တော့ဒီအညစ်အကြေးရှိမယ်ဆိုရင်တော့ဘယ်သူမှလေးစားမှာမဟုတ်ဘူးတန်ဖိုးထားမှာမဟုတ်ဘူးတဲ့ပေးတဲ့ဥမာနော်အရှင်မောက္ကလန်တဲ့တချို့ယဟန်တွေမှာအဲ့ဒီအညစ်အကြေးမရှိဘူးတဲ့နော်ငါကိုယ်သားလဲငါသားလဲဆိုတဲ့စိတ်အလွန်နဲတယ်ပေါ့အလိုဆိုးနဲတယ်အလိုဆိုးနေတဲ့အခါကျတော့မပြည့်ဝလို့စိတ်တူရတယ်ဆိုတာလည်းမရှိဘူးသူမအစာတွေကစားရကျင်တာတိတ်မရှိတဲ့အတွက်ကြောင့်မရလို့စိတ်တူတယ်ဆိုတာပဲရှိမှာတော့ရမှသူအစာတွေကကိုမရချင်ဘူးဟုတ်လားအဲ့လိုအညစ်အကြေးနေတဲ့အညစ်အကြေးကင်းတဲ့ပုံကိုယ်တွေနော်မြို့ရွာမှာနော်နေပြီးတော့ဒူရင်မဆောက်တည်တော့လည်းပဲဟုတ်လားလူအမြင်ရအထင်ကြီးလောက်တဲ့အကျင့်မရှိဘူးလို့ထင်ရတော့လည်းပဲအဲ့ဒီအညစ်အကြေးမရှိဘူးဆိုရင်တော့သတင်းသုံးပေါ်တွေကသူ့ကိုလေးစားကြမှာပဲတန်ဖိုးထားကြမှာပဲမျက်နှိုးကြမှာပဲတဲ့ဘာလို့လဲဆိုတော့သူ့မှာအညစ်အကြေးမရှိတာကိုတွေ့ရလို့စောတုံးကကြေးကွက်ကလေးနဲ့ဟုတ်လားအတဲတဲမှာတားပြုံးတမင်းတွေပူပူနွေ့နွေ့လေးစားခြင်းတပွဲထည့်ထားတယ်ဟုတ်လားပြီးတော့ကြေးကွက်လေးနဲ့အုပ်ပြီးတော့ကျိုးလေးနဲ့ခြိထားတယ်အမြင်လည်းကောင်းတယ်ဖြည့်ကြည့်လိုက်တော့လည်းပဲစားခြင်းတပွဲမျက်မျက်နှုံနှုံရှိတယ်ဟုတ်လားအဲ့ဒါရှင်သာရိပုတ္တရာပေးတဲ့ဥမာနော်ဒါကြောင့်အညစ်အကြေးတွေရှိနေလို့ရှိရင်အပေါ်ယံကဘလို့အသွင်တရံတွေဆောင်းလို့နေစေကမှုဒီစိတ်ဓာတ်ကြီးကိုမကြိုက်တာနဲ့ကိုပဲအချင်းချင်းမျက်နှုံမှုလေးစားမှုတန်ဖိုးထားမှုကိုမရနိုင်ဘူးသဘောပေါက်ရဲ့လားဒါကြောင့်ပေးသက်ပေါင်းတော်ကောင်းတို့အများရဲ့တန်ဖိုးထားမှုလေးစားမှုမျက်နှုံမှုကိုရကျင်တယ်ဆိုရင်ကိုယ့်ရဲ့စိတ်ထဲမှာအဲ့လိုမျိုးအလိုဆန္ဒစိုးတွေနဲအောင်ကြိုးစားရမယ်အလိုဆန္ဒစိုးမရှိဘူးဆိုရင်မပြည့်ဝလို့မကျင်တတ်ဘူးမနှစ်သက်ဘူးဆိုတာလည်းမရှိဘူးပေါ့ဟုတ်လားပြောရရင်တော့ငါကိုယ်သာလျင်ငါသာလျင်ဆိုတဲ့စိတ်တွေနဲအောင်ကြိုးစားရမယ်ဟုတ်ရဲ့လားအဲ့ဒါဆိုလို့ရှိရင်ကိုယ်ဟာမျက်နှိုးစရာတန်ဖိုးထားစရာလူတယောက်မဖြစ်ပေဘူးလားဖြစ်မယ်နော်
အဲ့လိုမျိုးရှင်သာရိပုတ္တရာကရှင်မောက္ကလန်ကိုဟောပြတော့ရှင်မောက္ကလန်ကငါရှင်သာရိပုတ္တရာတဲ့အရှင်ကအဲ့ဒီလိုတရားစကားကိုပြောတော့ငါကဘာကိုတော့အမှတ်ရလဲဆိုတော့တဲ့တခါတော့ငါဆုံးခံသွားရင်းနဲ့နော်တမီတိဆိုတဲ့လက်သမားဆရာကနော်တစ်သားတွေကိုရွေးနေတဲ့ဓာတ်နဲ့အဲ့ဒီရွေးနေတဲ့နီးနားမှာလက်သမားဆရာကနေပြီးတော့ဝစ်လာတဲ့တက္ကရွန်တယောက်နော်အဲ့ဒီတက္ကရွန်တယောက်ကပန္တုယတာလို့ပြောတယ်သူကလည်းဘေးကနေရက်ကြည့်နေတယ်သူကလည်းတစ်ချိန်ကလက်သမားလုပ်ခဲ့တာသူရှင်မလက်သမားဆရာကတက်သားကိုရွေးနေတာဟုတ်လားအဲ့ဒါကိုရှင်သာရိပုတ္တရာခလန်းလန်းကနေမြင်နေတာဆုံးခံသွားရင်းနဲ့အဲ့တော့ဒီတက္ကရွန်ကဘလို့စိတ်ကူးတော့သူကလည်းလက်သမားဆရာဘွားကလာတာဆိုတော့စိတ်ကူးနေတယ်ဒီသမီတိဟာနော်ဒီနားလေးကနေဒီလိုလေးရွေလိုက်ရင်ဒီလိုလေးဖြတ်လိုက်တောက်လိုက်မယ်ဆိုရင်တော့တက်သားလေးကအကောင်းတိုင်းရမယ်အခါလေးရွှေတွေဖယ်သွားမှာပဲအဲ့တိုင်းလေးရွေလိုက်ရင်တော့ကောင်းမယ်လှဲဘိန်းလုံနေတာသူကဟိုလူကလှဲဘိန်းလုံနေတာအဲ့ဒါဘလို့လေးရွေလိုက်ရင်တော့တက်သားလေးအကောင်းလေးရမှာပဲလို့ကြံစည်နေတာတက္ကတုံးကသူကြံစည်တဲ့အတိုင်းပဲအောက်ကသမီတိကလည်းရွေချလိုက်တယ်အဲ့လိုလဲရွေချလိုက်ရောတက္ကတုံးကဘာဖြစ်တော့ထုတ်ဖော်ပြီးတော့ကိုပြောတော့တာဟာမင်းကငါစိတ်ကိုသိတဲ့အတိုင်းပဲတဲ့ငါလည်းအဲ့လိုစဉ်းစားနေတာမင်းအဲ့ဒီတိုင်းရွေလိုက်တာဆိုမင်းကငါစိတ်ကိုသိလေအောင်တကားတက္ကတုံးကပြောတာအဲ့ဒါကိုဘယ်သူကြားတော့ရှင်သာရိပုတ္တရာကြားခဲ့တာအဲ့ဒါကိုဥမာပေးတာရှင်သာရိပုတ္တရာကဟောရှင်မောက္ကလန်ကကြားခဲ့တာဟုတ်လားအဲ့ဒါကိုရှင်မောက္ကလန်ဥမာပေးတာနော်ငါရှင်သာရိပုတ္တရာတဲ့အခုသင်ဟာလည်းပဲသူတော်ကောင်းတွေရဲ့စိတ်ကိုသိလေအောင်တကားသူစိတ်နဲ့ထပ်တူကြနေတယ်ပေါ့ဟုတ်လားအဲ့တော့ဒီသရာမှာဒီသာသနာမှာနော်အကျင့်ဆိုးကြတဲ့ယဟန်တွေရဲ့တဘာဝတွေကိုဒီတရားဓမ္မတွေဟူသောဓာကြီးနဲ့ကောင်းကောင်းရွှေ့ပြလိုက်တယ်ပေါ့သူနဲ့သဘောထားချင်းအရန်တိုက်ဆိုင်တယ်ပေါ့ဆိုလိုတာကဟုတ်လားဘယ်သူကပြောတာတော့ရှင်မောက္ကလန်ကပြောတာအဲ့လိုပြောပြပြီးတော့နော်ဖီလိန်ပြင်ဆင်ပြီးတော့ထားတဲ့လူလင်မျိုးလုံးမပြောဟာနော်ပန်းပန်ပြီးတော့နှစ်သက်ရရက်ကိုသွားသလိုနော်ဒီတရားဒေသနာကိုဒီယဟန်တန်ဃာတွေကအရန်နှစ်သက်ကြလိမ့်မယ်ဆိုပြီးတော့ဏိကုံးချုပ်ထားတယ်အနိကနာသုတ်တံဆိုဟုတ်လားအဲ့ဒီသုတ်တံကိုအနှစ်ချုပ်မယ်ဆိုရင်ဘာတွေ့ရလဲနော်အညစ်အကြေးရှိတာကိုရှိတယ်လို့သိဖို့လိုတယ်အညစ်အကြေးမရှိတာကိုမရှိဘူးလို့သိဖို့လိုတယ်သတိထားဖို့လိုတယ်လို့ဆိုလိုတာနော်ကိုမကောင်းတာကိုမကောင်းမှုလို့သိရင်ကောင်းသွားမယ်ကိုကောင်းတာကိုလည်းကောင်းတယ်လို့သိဖို့လိုတယ်မသိဘူးဆိုရင်မကောင်းတဲ့ဘက်ရောက်သွားမှာနော်ဒါကြောင့်ကောင်းကောင်းမကောင်းကောင်းဘာလို့ဖို့လိုတယ်သိဖို့လိုတယ်နော်ကောင်းကောင်းမကောင်းကောင်းမသိဘူးဆိုရင်မကောင်းဘူးဟုတ်လားအဲ့တော့ကိုမကောင်းမှုဆိုလဲစိတ်တမကြနဲ့မကောင်းတာကိုမကောင်းမှုလို့သာသိအဲ့ဒီဥစ္စာကောင်းသွားဖို့အတွက်အများကြီးသူကသွားနေတာကောင်းဖို့အတွက်သွားနေတာတဘောပေါက်ရဲ့လားမကောင်းတာကြီးကိုကြာကြာသိနေမယ်ဆိုရင်ကောင်းဖို့အတွက်ဘာဖြစ်သွားမှာတော့ပြောင်းလဲသွားမှာဟုတ်ရဲ့လားဒါတစ်ချက်နောက်ပြီးတော့ဗာပြောတော့အညစ်အကြေးဆိုတာဘာလဲဆိုတာပြောတယ်နော်ငါကိုယ်သာလျင်ငါသာလျင်ဆိုတဲ့စိတ်ဓာတ်တွေတိတ်များနေရင်တော့အလိုမကြည့်တဲ့အခါတိုင်းမျက်နာတဆူဆူတအောင်အောင်နဲ့အဲ့ဒါဘာဖြစ်နေကြတော့ဒေါသတွေမကျေနပ်မှုတွေနဲ့အဲ့ဒါပူလောင်ပင်ပန်းနေအောင်အဲ့ဒါသူများမြင်ရင်လည်းဘာဖြစ်မှာတော့အထင်သေးမယ်ဟုတ်တယ်မဟုတ်လားအထင်သေးမယ်ဘလို့မှအထင်ကြီးမှုကိုမရနိုင်ဘူးလေးစားမှုမျက်နှာမှုလည်းမရနိုင်ဘူးဒါကြောင့်ပေးသက်ပေါင်းတော်ကောင်းတို့ဒီအနင်္ဂနာတုတ်တန်လေးကိုမှတ်သားထားဖို့လိုတယ်ပေါ့နော်အေးအဲ့ဒီတုတ်တန်ထဲမှာရှင်မောက္ကလန်နဲ့ရှင်သာရိပုတ္တရာအချီချပြောတော်တာလေးတွေမတွေ့ရဘူးလားတွေ့ရတယ်နော်အဲ့လိုမျိုးအရှင်မြတ်ကြီးနှစ်ပါးအက္ခတဝကကြီးနှစ်ပါးနော်အချင်းချင်းပြောကြဆိုကြတဲ့တုတ်တန်လေးတွေကလည်းတချို့တုတ်တန်လေးတွေကကြည်နူးစရာကောင်းတယ်အရှိကြီးတော့မဟုတ်ပါဘူးတူတူလေးတွေနဲ့ကြည်နူးစရာကောင်းတယ်နော်တခါတော့မှစမ်းစမ်းကြဲကြဲဖြစ်ခဲ့တာလေးတစ်ခုရှိတယ်အရှင်မြတ်ကြီးနှစ်ပါးနဲ့ပတ်သက်ပြီးတော့အတူတူသတင်းသုံးပြီးတော့နေကြတာအဲ့လိုသတင်းသုံးနေတော့နော်လာလေးရတာလာညာချမ်းကာလတစ်ခုအဲ့ဒါရှင်သာရိပုတ္တရာကနော်စံတော်ချပြီးကနော်ခေါင်းတော်ကတော်တော်လေးပြောင်းနေတယ်လာရောင်လေးကလည်းထိုးနေတာတမပတ်ဝင်စားပြီးတော့ထိုင်းနေတာនិရောဓတမပတ်ဝင်စားပြီးတော့ထိုင်းနေတာအဲ့ဒါကိုကောင်းငင်ကနေဘလူးနှစ်ကောင်ကသွားတာနော်သူတို့ကလည်းသူတို့ခီးကိုသူတို့သွားတာအဲ့ဒါတကောင်သောဘလူးကရှင်သာရိပုတ္တရာနဲ့တခုသောဘွားကအညိုးရှိခဲ့တယ်လို့ပြောတယ်အဲ့ဒါမြင်တာနဲ့အဲ့ဒီပြောင်းနေတဲ့ခေါင်းတော်ကိုထုရင်တယ်အဲ့ဒီဘလူးကသိလားအဲ့ဒါနဲ့ထုမယ်ဆိုတော့သူအတူပန်းလာတဲ့ဘလူးကိုပြောတယ်ငါဒီယဟန်ရဲ့ခေါင်းကိုမထုရရင်မနေနိုင်ဘူးအဲ့တော့ဟိုဘလူးကသွားမလုံးနဲ့သီလသမာဓိပညာအရန်ကြီးမားတယ်မင်းဒုက္ခရောက်သွားလိမ့်မယ်သွားမလုံးနဲ့မရဘူးငါလုံးမယ်၃ချိန်တိုင်တားတယ်ဘလို့မှ तू မနေနိုင်ဘူးမထိန်နိုင်ဘူးသူ့စိတ်ကိုထုကျင်နေတယ်အဲ့ဒါနဲ့အရှင်ယူပြီးတော့အာရပါရထုချရဲတဲ့ခေါင်းတော်နော်ဘယ်လောက်ထိပြင်းလဲဆိုလို့ရှိရင်9000 8000လောက်ရှိတဲ့ဆင်းကိုမြည်တွေကိုနစ်သွားနိုင်တယ်တဲ့တုံးတယုံတောင်ထုတ်ကိုဖွာကလန်ကျဲသွားနေနိုင်တယ်သူ့ရဲ့ထုလိုက်တဲ့လက်သီးစုပ်ရဲ့အားကဒါပေမဲ့လို့က
နော်ဘာလို့နေတာတော့တမပတ်ဝင်စားနေတာဘာထိခိုက်မှုမှမရှိဘူးမသိဘူးသိကိုမသိဘူးဒါပေမဲ့ရှင်သာရိပုတ္တရာကသာမသိတာဘယ်သူကသိနေတယ်ဆိုတော့ရှင်မမောက္ကလန်ကသိနေတယ်သိတော့ဟာရှင်သာရိပုတ္တရာငါရဲ့အရှင်ကိုဘလူးထုတယ်ဆိုတော့ तू သိတယ်ဘာမှဖြစ်သွားလဲမသိဘူးဆိုတော့တောက်လျှောက်ရောက်လာတယ်ရောက်လာပြီးတော့အကျယ်ရှင်သာရိပုတ္တရာကတမပတ်ကထနေပြီမေးတယ်ပေါ့အရှင်သာရိပုတ္တရာသင်ကျမ်းမာရှိရဲ့လားစားလို့ရပြောမရှင်တော့ခံကျမ်းရဲ့လားမာရဲ့လားပေါ့အဲ့တော့ရှင်သာရိပုတ္တရာကောင်းပါတယ်ငါကျမ်းမာရှိပါနေလို့ထန်လို့ကောင်းပါအေးဒါပေမဲ့လို့ငါရဲ့ခေါင်းထဲမှာတော့ရီဝေတော့ရှိတယ်တဲ့ဘလူးထုသွားလို့ तू မသိလိုက်ဘူးနော်တန်ရတန်ချက်နည်းနည်းတော့ကြံတယ်ပေါ့ဟုတ်လားရီဝေလေးတော့ဖြစ်နေတယ်အဲ့ဒီတော့မှရှင်မမောက္ကလန်ကတင်းကိုဘလူးထုသွားတာငါသိလိုက်တယ်အလွန်ပြင်းထန်တဲ့နော်အားစိုက်ချက်နဲ့ထုသွားတာအဲ့ဒီလိုပြောတဲ့အခါကျတော့ရှင်သာရိပုတ္တရာဟုတ်လားအော်အံ့ဩစရာကောင်းပါပြီနော်ငါရှင်မောက္ကလန်အလွန်တကူကြီးတာပဲဘလူးကိုတောင်မြင်နိုင်တယ်တို့များမှာတော့မြေပေါ်ဘလူးတောင်တို့မြင်ရပါဘူးလို့ပြောတယ်ဒါကသူကမစင်ကျင်တဲ့အခါမှမမြင်ရဘူးပြောတာပါစင်ကျင်သူလည်းမြင်ရတယ်ဒါပေမဲ့နော်တစ်ဖက်သားကိုဘာဖြစ်တော့နော်ချီးမွမ်းတာပေါ့နော်ဒါစိတ်ထဲမှာသူ့စိတ်ထဲမှာလည်းလှိုက်လိုက်လေတယ် तू မသိလိုက်ဘူးဟိုကသိလိုက်တယ်နော်ချီးမွမ်းတာအဲ့ဒီလိုချီးမွမ်းတဲ့အခါကျတော့ရှင်မမောက္ကလန်ကနော်ရှင်သာရိပုတ္တရာကိုဗာပြန်ပြီးတော့ပြောတော့ဆိုတော့နော်ဒါဘာမှပြောပါတော့တဲ့ကိစ္စမဟုတ်ပါဘူးပေါ့နော်အရှင်တို့ကသာလည်းတကယ်ကြီးကျယ်ပါတယ်ပေါ့အဲ့ဒီလိုအရှင်မြတ်ကြီးနှစ်ပါးပြောတာကိုမြတ်စွာဘုရားသိတယ်ကြားတယ်မြင်တယ်အဲ့ဒီမြင်တဲ့အချိန်မှာမြတ်စွာဘုရားဥဒန်းကျူးတာရှိတယ်အဲ့ဒီဥဒန်းဂါထာလေးရဲ့အဓိပ္ပာယ်ကလည်းပဲအလွန်ကောင်းတယ်ဘာပြောတာတုံးဆိုတော့နော်ဟောကြောက်တောင်ကြီးလို့ခိုင်မာတဲ့စိတ်ရှိတဲ့ဒါရှင်သာရိပုတ္တရာရဲ့စိတ်ကိုရည်ညွှန်းတာနော်ကြောက်တောင်ကြီးလို့ခိုင်မာတဲ့စိတ်ရှိတဲ့ဟောမျက်နှိုးဝယ်အာယုန်နဲ့တွေ့လို့လည်းပဲနှစ်သက်မှုဆိုတဲ့မျက်နှိုးမှုဆိုတဲ့သဘောမရှိတဲ့မကျေနပ်ဖွယ်အာယုန်နဲ့တွေ့လို့လည်းပဲဒေါသအမျက်မထွက်တတ်တဲ့ဟုတ်လားဒီလိုအလွန်တည်ငြိမ်အေးချမ်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ဘယ်လိုဒုက္ခမှရှောက်လာကြအကြောင်းမရှိဘူးတဲ့ဟိုအနှစ်ချုပ်ပြောရလို့ရှိရင်အလွန်တည်ငြိမ်တဲ့စိတ်ရှိတဲ့မျက်နှိုးစရာကောင်းတာနဲ့တွေ့လို့လည်းပဲမျက်နှိုးတတ်တဲ့သဘောမရှိတဲ့မကျေနပ်စရာကောင်းတဲ့အနေအထားနဲ့တွေ့လို့လည်းပဲမကျေနပ်တတ်တဲ့သဘောမရှိတဲ့ဒီစိတ်ရှိတဲ့ပုဂ္ဂိုလ်အတွက်ဒုက္ခဆိုတာရောက်လာကြအကြောင်းမရှိဘူးတဲ့ဘာဒုက္ခမှရောက်စရာအကြောင်းမရှိဘူးအဲ့ဒါတကယ်တမ်းဒုက္ခရောက်ရတယ်ဆိုတာကအဲ့ဒီတွေ့တာမျက်နှိုးမှုသို့မဟုတ်မကျေနပ်မှုဒီအစွန်းနှစ်ခုကိုတလဲစီနင်းနေကြလို့ဒါနဲ့ဒုက္ခကရောက်ကြရတာဟုတ်လားအဲ့ဒီဥဒန်းစကားလေးကိုမြတ်စွာဘုရားယူတာဒါအချင်းချင်းချီးမွမ်းကားဖွင့်ရတာလေးတွေပါတဲ့အနေထားရှိတယ်ပေါ့နောက်ထပ်ဦးဇင်းတို့တခုထင်ထင်ရှားရှားရှိတာကနောက်ဂတသုတ်တံဆိုတော့သုတ်တံတခုရှိတယ်နောက်အဲ့ဒီသုတ်တံလေးကလည်းပဲအဲ့ဒီသုတ်တံထဲမှာလာတဲ့စကားလေးတခုကလည်းတော်တော်ထင်ရှားတယ်အဲ့ဒါကဘာပြောတော့ဆိုတော့နောက်အခါတစ်ပါးမှာအရှင်မြတ်ကြီးနှစ်ပါးရာဇဂိုမြို့ရဲ့အနီးဝန်းကျင်မှာတရင်သုံးပြီးတော့နေတာရာဇဂိုဘက်မှာသူတို့ကရာဇဂိုနာရွာသားတွေဆိုတော့အဲ့ဒီနားမှာတော်တော်အနေများပုံရတယ်အဲ့ဒီအချိန်တုန်းကမြတ်စွာဘုရားကအာဝတိမှာနေတာဇေတောမှာနေတာအဲ့ဒါတစ်ချိန်ကျတော့ရှင်သာရိပုတ္တရာကရှင်မမောက္ကလန်ကြီးကိုတွားရင်းနဲ့ဘာပြောတယ်ဆိုတော့ငါရှင်မောက္ကလန်တဲ့ဒီနေ့တင့်ကိုကြည့်ရတာအလွန်တရာကြည်လင်းနေတယ်မျက်နှာကြည့်ရတာအလွန်အေးချမ်းနေတယ်ကြည်လင်းနေတယ်အယောင်လေးတောင်ထွက်နေတယ်လို့ထင်ရတယ်ပေါ့ဒီနေ့ဘလို့နေခြင်းမျိုးနဲ့မြန်တင်နေနေတာတော့လို့မေးတယ်အဲ့လိုမေးတဲ့အခါကျတော့ရှင်မမောက္ကလန်ကငါရှင်သာရိပုတ္တရာတဲ့ငါဒီနေ့အလွန်ယုံရင်းကြမ်းထမ်းတဲ့နေခြင်းမျိုးနဲ့နေတာပါတဲ့ဟောနှိမ့်ချရနော်ငါအလွန်ယုံရင်းကြမ်းထမ်းတဲ့နေခြင်းမျိုးနဲ့နေတာပါတဲ့ဒါပေမဲ့တကယ်စင်စစ်တော့ငါဒီနေ့တရားစကားပြောဟောခြင်းတော့ဖြစ်ခဲ့တယ်တဲ့တရားစကားပြောဖြစ်တယ်ဟာဘယ်သူနဲ့ပြောတာတော့ပေါ့ဒီနေ့ဒီမှာဘယ်သူမှလာတာလည်းမတွေ့ပါဘူးငါမြတ်စွာဘုရားနဲ့တရားစကားပြောဖြစ်တယ်တဲ့ဒီနေ့ဘလို့များဖြစ်နိုင်တာလေတဲ့မြတ်စွာဘုရားကတာဝတိမှာနေတာတို့ကအခုရာဇဂိုမှာရှိနေတာအဝေးကြီးဘလို့များစကားပြောတာမြတ်စွာဘုရားပဲတင့်ဒီကိုတကိုးနဲ့ကြွလာသလားဒါမှမဟုတ်သင်္ကားပဲမြတ်စွာဘုရားဒီကိုတကိုးနဲ့ကြွသွားတာလားတဲ့ဘလို့ပြောကြတာလေတဲ့အဲ့ရှင်မမောက္ကလန်ကငါရှင်သာရိပုတ္တရာမြတ်စွာဘုရားကလည်းငါစီကိုမလာပါဘူးတဲ့ငါကလည်းမြတ်စွာဘုရားဒီကိုတကိုးနဲ့ကြွသွားတာမရှိပါဘူးတဲ့ဒါပေမဲ့တကယ်စင်သက်တော့မြတ်စွာဘုရားကလည်းငါရဲ့ရုပ်အစင်းတန်တန်ကိုမြင်နိုင်လောက်အောင်ဒိဗ္ဗစကုတ္တစင်ကြယ်တယ်တဲ့ငါရဲ့အတန်ကိုကြားနိုင်လောက်အောင်ဒိဗ္ဗတောတ္တတကလည်းစင်ကြယ်တယ်တဲ့ငါဘက်ကလည်းမြတ်စွာဘုရားရဲ့ရုပ်အစင်းကိုမြင်ရလောက်အောင်ဒိဗ္ဗစကုတ္တစင်ကြယ်တယ်ဒိဗ္ဗတောတ္တတအတန်ကြားလောက်အောင်လည်းစင်ကြယ်တယ်တဲ့နောက်တစ်ပါးအဝေးကြီးနဲ့လှမ်းပြီးတော့ပြောနေကြတာဆိုလိုတာကကိုကလည်းဟိုမသွားဘူးဟိုကလည်းဒီမရောက်ဘူးနော်ဒါပေမဲ့ဘာနဲ့ပြောနေကြတာတော့ဒိဗ္ဗစကုဒိဗ္ဗတောတ္တတကိုအသုံးပြုပြီးတော့ပြောကြတာ
ဟုတ်လားအဲ့ဒါရသော်ဘုရားရှင်ကိုရမေကြီးကိုမေးတာရှင်မောဂလန်ကရသော်ဘုရားပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ဆိုတာဘယ်လိုလူမျိုးကိုပြောတာတော့ဒါလေးမေးတာမေးတော့မြတ်စွာဘုရားကပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ဆိုတာတဲ့နော်အယိုးကျွင်းချင်းကျွင်းပါစေဟုတ်လားအကျော်ကျွင်းချင်းကျွင်းပါစေအရေးကျွင်းချင်းကျွင်းပါစေအသားအသွေးခန်းချင်းခန်းသွားပါစေယောက်ျားတို့ရဲ့လုံလဝရိယနဲ့ကြိုးလားလို့သာရမယ်ဆိုရင်မရမချင်းဒီအလုပ်ကိုဘယ်တော့မှမလျှော့ဘူးဆိုတဲ့ဝရိယမျိုးရှိတာကိုနော်ပြင်းထန်တဲ့လုံလဝရိယရှိတယ်လို့ဆိုတယ်တဲ့အင်္ဂါ၄ပါးနဲ့ပြည့်စုံတဲ့ဝရိယပါပဲဒါပေးသလိုကြားဥပါတယ်ဟုတ်လားအယိုးမူလေးကျွင်းပါစေနော်အကျော်မူလေးကျွင်းပါစေအရေးမူလေးကျွင်းပါစေအသားအသွေးခန်းချောက်လိုမူလေးခန်းချောက်သွားပါစေကြိုးစားလို့သာရရိုးမှန်ရင်မရမချင်းဒီကြိုးစားမှုကိုဘယ်တော့မှနောက်မဆုတ်ဘူးအဲ့ဒီလိုဝရိယမျိုးရှိတာကိုပါတယ်တော့ထက်တန်တဲ့လုံလဝရိယရှိတယ်လို့အဲ့ဒီလိုမျိုးအမေးအဖြေသူပြုပါတယ်တဲ့အဲ့လိုလေရှင်မောဂလန်ကပြောလိုက်ရောနော်ရှင်သာရိပုတ္တရာကပါပြောတော့အရှင်မောဂလန်တဲ့ငါတို့ကတော့နော်မျက်မှောက်တောင်ရဲ့ဘေးမှာဇီးသီးလောက်ရှိတဲ့ကြောက်ခဲလေးချထားတယ်ဆိုရင်ချထားယုံလေးပါပဲတဲ့ဘာမှမပေါ်လွင်မှုမထင်ရှားဘူးပေါ့နော်ဟိမန္တာတောင်ကြီးရဲ့ဘေးမှာဇီးသီးလောက်ရှိတဲ့ကြောက်စိတ်ခဲလေးချထားမယ်ဆိုရင်ပါတယ်ချထားယုံကလေးပါပဲဒီနားမှာကြောက်စိတ်ခဲလေးရှိတယ်လို့ဘယ်သူသိမလို့သူမှမသိဘူးသူတို့ကတော့အလွန်ပေါ်လွင်ထင်ရှားတယ်ပေါ့တကူကြီးလို့ပြောတာရှင်သာရိပုတ္တရာကရှင်မောဂလန်ကိုအဲ့လိုပြောတဲ့အခါကျရှင်မောဂလန်ဘာပြန်မင်းရှိတော့ဆိုအရှင်သာရိပုတ္တရာတဲ့ငါတို့ဟာစားဦးကြီးရဲ့ဘေးမှာချထားတဲ့စားခဲသေးသေးလေးလိုချထားယုံလေးပါတဲ့ဒါရှင်သာရိပုတ္တရာကိုပြန်ပြီးတော့ချီးမွမ်းတာနော်စားဆိုတာကပညာကိုကိုးစားပြုတာနော်စားဆိုတာပညာကိုကိုးစားပြုတာရှင်သာရိပုတ္တရာကိုတမကြီးကစားဦးကြီးပေါ့သူကတော့စားခဲလေးသေးသေးလေးပေါ့ချီးမွမ်းတော့မသိရအောင်သင်ဘာပဲပြောနေနေတဲ့ရှင်မောဂလန်ကမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်ကရှင်သာရိပုတ္တရာကိုချီးမွမ်းထားတဲ့ဂါထာတစ်ပုဒ်ရှိတယ်ဦးဇင်းကအလွတ်တော့မရအောင်အဓိပ္ပာယ်ကဘာပြောတော့ဆိုတော့ကျန်တဲ့ယဟန္တာတွေယဟန္တာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေရှိတယ်နော်သူတို့နိဗ္ဗာန်ကိုမြင်ကြတယ်နိဗ္ဗာန်ကိုမျက်မှောက်ပြုကြတယ်ကိလေသာအသောကုန်တဲ့ယဟန္တာဖြစ်တယ်ဆိုယဟန္တာဖြစ်ုံမျှတာပါတဲ့ယဟန္တာဖြစ်ကြတဲ့ပုဂ္ဂိုလ်တွေထဲမှာတိလာအဖြစ်တော်၎င်းပညာအဖြစ်တော်၎င်းရှင်သာရိပုတ္တရာကိုမှီတဲ့လူတပါးမှမရှိဘူးလို့အဲ့လိုမျိုးမြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုချီးမွမ်းတာရှိတယ်ဟုတ်လားတိလာအဖြစ်ပညာအဖြစ်အရှင်မြတ်ကိုမှီတဲ့လူမရှိဘူးဒါကြောင့်ရှင်မောဂလန်ကပြောတာနော်စားအိုးကြီးရဲ့ဘေးမှာပါတယ်တော့စားခဲလေးရှင်သာရိပုတ္တရာကရှင်မောဂလန်ကိုပြောဘယ်လိုပြောတာတော့တောင်ကြီးကြီးရဲ့ဘေးမှာကြောက်စိတ်ခဲလေးချထားတယ်လို့အဲ့လိုပြောတာဒါအရှင်မြတ်ကြီးနှစ်ပါးရဲ့အနေအထားပေါ့နောက်ထပ်ဦးဇင်းတို့အရန်စိတ်ဝင်စားတဲ့အကောင်းတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်အဲ့ဒါကတော့နော်သင်္ကန်းစာယူစရာနီးယူစရာအနေအထားလေးတွေပါတယ်ပေါ့နောက်အခါတစ်ပါးမှာအရှင်မြတ်ကြီးနှစ်ပါးအတူတူပဲသတင်းသုံးတယ်အဲ့ဒါဒီနေ့တော့ရှင်သာရိပုတ္တရာကလေနာယောဂပြင်းပြင်းထန်ထန်ဆွဲကပ်လို့အလွန်ဆင်းရဲပင်ပန်းတော်မူတယ်လို့ဆိုတယ်ဟုတ်လားသူတို့ကအလွန်နုညံ့သိမ်မွေ့တဲ့တတိသားတွေကနေဖြစ်လာတာနော်ဟုတ်လားအဲ့ဒီလိုလေနာယောဂနှိမ့်ဆက်လို့အရန်ဆင်းရဲပင်ပန်းနေတဲ့အချိန်မှာရှင်မောဂလန်ရောက်လာပြီးတော့မေးတာပေါ့ဘလို့ဖြစ်တော့ဒီလိုဒီကြောင့်ပဲဒါနဲ့နေပါဦးငကိုတုံးကတော့ဒီလိုယောဂဖြစ်ဘူးသလားဖြစ်ဘူးတယ်အဲ့ဒီဖြစ်တုံးကတော့ဘာနဲ့ပျောက်ဘူးသလဲမေးတာပြီးတော့ငါရှင်တဲ့ငါလူဘွားတုံးကဒီလိုယောဂတစ်ခါဖြစ်တာအဲ့ဒါငါရဲ့မေတော်ကြီးကငါ့ကိုနော်နှုတ်ကနာထမင်းလေးချက်ပြီးတော့ကျွေးတာနော်ထောပတ်တို့ပြားရည်တို့စီဥတို့ပါထည့်ပြီးတော့နှုတ်ကနာထမင်းလေးချက်ပြီးတော့ကျွေးတာအဲ့ဒီနှုတ်ကနာစွန်းလေးကိုစားပြီးတော့ငါရဲ့လေနာယောဂပျောက်ဖူးတယ်လို့အဲ့ဒါကိုပြောတာပြောတဲ့အခါကျတော့ရှင်မောဂလန်ကကင်ငါရှင်ငါမှတော့၎င်းသုံးဖို့တင့်မှတော့၎င်းဘုံကံရှိမယ်ဆိုရင်တော့ရနိုင်တဲ့ခေါင်းမရက်ရှုပြီးတော့နော်တပိတ်ကလေးပိုက်ပြီးတော့စွန့်ခံကြသွားတာသူ့ရဲ့အရှင်မြတ်အတွက်အရှာတာပေါ့ဟုတ်လားအဲ့ဒီမှာဖြစ်ချင်တာဘာလဲဆိုတော့ဒါကအရင်နေ့ညနေကဆွေးနွေးနေကြတဲ့စကားသံပါဟုတ်လားအဲ့ဒါကိုဘုံမစိုးနဲ့တပါးကတယောက်ကကြားတာနဲ့တယောက်ကကြားတဲ့အခါကျတော့သူကလည်းရှင်သာရိပုတ္တရာကိုအရင်ကြည်ညိုတယ်ကြည်ညိုတော့ဘာလုပ်တုံဆိုတော့ရှင်မောဂလန်ဆွမ်းခံသွားမဲ့အိမ်ကိုသွားပြီးတော့သူကအဲ့ဒီအိမ်ကကလေးတယောက်ကိုဝင်ပူးတာအဲ့ဒီနတ်ကအဲ့တော့လူတွေကဘာဖြစ်တုံဆိုတော့မှသူကပြောတာပေါ့ရှင်သာရိပုတ္တရာကိုနှုတ်ကနာဆန်းချက်ပြီးတော့ကတ်ရင်ကတ်မကတ်ရင်ဒီကလေးကိုမလွတ်ဘူးအဲ့တော့ဟိုကလူတွေကသင်လာပြောမှမဟုတ်ပါဘူးတို့ကအမြဲတမ်းလှူနေတာအရှင်မြတ်ကိုတို့ကိုဒီလိုနှိပ်စက်เสียမလိုပါဘူးဒါပေမဲ့လူတွေကတော့တိသွားပြီရှင်သာရိပုတ္တရာဘာလိုတယ်လဲဆိုတာတိသွားပြီဟုတ်လားနှုတ်ကနာဆွမ်းလိုတယ်ဆိုတာတိသွားပြီအဲ့ဒါနောက်နေ့မနေ့ကျတော့ရှင်မောဂလန်ကနတ်တပိတ်ပိုက်ပြီးတော့နော်ရတန်ကောင်းရဲ့ဆိုတာကြွသွားအဲ့ဒီအိမ်ဟိုရောက်တဲ့အခါကျတော့
နှုတ်ကနာဆွမ်းနေလောင်းရောနော်ဘယ်သူကပြောထားတယ်တော့နတ်ကပြောထားတာနော်ဒါအရှင်မောဂလန်ကစုံစမ်းတာမရှိဘူးဒီတိုင်းပဲဒါပေမဲ့ तू ကဒီမှာမစားဘူးကြောင်းကိုယူသွားမယ်အနေထားပြတော့ရှင်ဘုရားလည်းဒီမှာဖုံးပေးသွားပါပြီးရင်လည်းပဲထပ်ပြီးတော့ထည့်ပေးပါမယ်လှူပါမယ်ဆိုတော့အရှင်ဘုရားကအဲ့ဒီမှာဖုံးပေးပြီးတော့နောက်ထပ်တပိတ်နဲ့အပြည့်ထည့်သွားဟိုရောက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာကိုပေးတယ်ပေါ့ဒီနှုတ်ကနာဆွမ်းကိုအဲ့ဒီပေးတဲ့အချိန်မှာနှုတ်ကနာဆွမ်းကိုကြည့်လိုက်တော့နှုတ်ကနာဆွမ်းအရန်ကောင်းတယ်အဲ့လိုအရန်ကောင်းနေတာကိုမြင်ရတာနဲ့အရန်ကောင်းနေတာကိုသိတော့ရှင်သာရိပုတ္တရာကဆင်ခြင်ကြည့်လိုက်တယ်ဒီဆွမ်းကဘလို့များရလာလဲတိုက်ဆိုင်လိုက်တာအဲ့ဒီမှာနတ်ကဝင်ပူးပြီးတော့ပြောတာကိုသိပါလေရောသိလဲသိရောရှင်သာရိပုတ္တရာဘာပြောတော့ဆိုတော့ဘာမှအသေးသေးရှင်းပြောတာမရှိဘူးနော်ငါရှင်မောဂလန်နဲ့ဒီဆွမ်းကမစင်ကြယ်ဘူးလို့ပြောလိုက်တယ်ဒီဆွမ်းကမစင်ကြယ်ဘူးမစားတတ်ဘူးအဲ့လိုလည်းပြောလိုက်ရောရှင်မောဂလန်ကလည်းဘာဖြစ်လို့လဲဘာလဲလို့ထပ်ပြီးတော့အတွန့်တက်ပြီးတော့မင်းနေတာမရှိဘူးယုံကြည်မှုအပြည့်ပဲနော်မစင်ကြယ်ဘူးလို့လည်းပြောလိုက်ရောအဲ့ဒီဆွမ်းကိုတပိတ်ကနှက်ခမ်းကနေကန်ပြီးတော့တဏှာသွားပြီးတော့သွန်းပလိုက်တယ်တဲ့ဟာစိတ်ဆိုးလို့သွန်းတာမဟုတ်ဘူးနော်အချင်းချင်းဘလောက်ယုံကြည်မှုရှိလဲဆိုတာကိုပြောတာဟုတ်လားဟောလည်းမစင်ကြယ်ဘူးလို့ပဲပြောလိုက်တယ်ဒီကလည်းဘာလို့မစင်ကြယ်တာလဲလို့ကိုမေးမနေဘူးငါယူလာတဲ့ဆွမ်းကိုမစင်ကြယ်ဘူးလို့ပြောရင်တချို့ဆိုစိတ်တူစရာရှိတာပေါ့နော်သွန်းပလိုက်တယ်အဲ့ဒီလိုလဲသွန်လိုက်ရောနှုတ်ကနာဆွမ်းလဲမြေကြီးနဲ့ထိရောဟောကယောဂလည်းတခါလဲပျောက်သွားတယ်ဒါကဘာလဲဆိုတော့ဒီတီလရဲ့အစွမ်းလို့ဆိုရပါဆိုစောင့်စည်းနိုင်မှုပေါ့နော်တကယ်တမ်းကမြတ်စွာဘုရားကနော်ဝစီဝိညာဉ်နှုတ်ဖြင့်တောင်းရခြင်းကိုမြတ်စွာဘုရားတားမြစ်တယ်ဒါအရှင်မြတ်ကတောင်းထားတာမဟုတ်ပါဘူးသို့တော်လည်းပဲဟိုနတ်ကသွားပြီးတော့ပြောထားတဲ့ဝစီဝိညာဉ်ကရှိနေတယ်အဲ့ဒါကိုပဲ तू ကမနှစ်သက်နိုင်ဘူးတကယ်တမ်းကအဲ့လောက်ကြီးတော့ဟိုမြတ်စွာဘုရားပြညတ်ထားတာတော့မဟုတ်ဘူးသို့တော်လည်းပဲ तू အဲ့လောက်လေးတောင်အစွမ်းထင်မခံနိုင်ဘူးပေါ့ဘလောက်ကြီးညိုစရာကောင်းလဲဆိုတာလေးကိုပြောပြတာပါဟုတ်လားအဲ့တော့ तू ကအဲ့လိုမျိုးမြတ်စွာဘုရားရဲ့အစွမ်းအမဒီသီလသိက္ခာပုဒ်ကိုအရန်ကြီးလိုက်စားတဲ့အခါကျတော့နော်လိုက်နာတဲ့အခါကျတော့ယောဂလည်းဘာဖြစ်သွားဖြောက်သွားတာပဲတော့ဒီအကြောင်းအရာလေးကိုမှတ်သားကြမရှိဘူးလားရှိတယ်နော်ဒါရှင်သာရိပုတ္တရာကိုရောမြတ်ကြီးနဲ့ပတ်သက်ပြီးတော့နော်ပြောစရာအကြောင်းတွေကနော်အလွန်တရာမှများပါတယ်အဲ့တော့ဦးဇင်းအခုဆက်ပြီးတော့ပြောဖို့စီစဉ်ထားတာကဘာလဲတော့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြိဋိဘံဆန်တဲ့အကြောင်းကိုပြောရမယ်နော်အဲ့ဒါကပြောဖို့အတွက်အကြောင်းအရာကနည်းနည်းများတဲ့အတွက်ကြောင့်နော်ရှင်သာရိပုတ္တရာကိုရမကြီးဟောခဲ့တဲ့တခြားသောဒေသနာတွေကိုပြောဖို့အခြေမရဘူးလို့ဆိုကြပါစို့ဒီလိုနဲ့အရှင်မြတ်ကြီးနော်နေလာလိုက်တာ44ဝါပေါ့44ဝါမြတ်စွာဘုရားကနော်လာမဲ့ကစုံလပြည့်နေ့မှာမြတ်စွာဘုရားပြိဋိဘံဆန်မယ်အဲ့ဒါရှင်သာရိပုတ္တရာကဘယ်အချိန်မှာပြိဋိဘံဆန်လဲဆိုတော့တစောင်းမုံလပြည့်နေ့မှာပြိဋိဘံဆန်တယ်ဘယ်လောက်กว่าဆိုတော့6လလောက်กว่าမယ်ပေါ့ပြိဋိဘံစောပြီးတော့ဆန်တယ်အက္ခတဝက2ပါးဟာမြတ်စွာဘုရားတို့တဲ့အရင်ပြိဋိဘံကိုစောပြီးတော့ပြည်ိုထုံးစံရှိတယ်အဲ့ဒီတုန်းကလည်းရှင်သာရိပုတ္တရာကနော်စဉ်းစားတယ်ပေါ့ရှေးဘုရားတွေမှာတပည့်ညူမြတ်စွာဘုရားတွေကပဲအရင်ပြိဋိဘံဆန်သလားအက္ခတဝကတွေကပဲအရင်ပြိဋိဘံဆန်သလားအက္ခတဝကတွေရဲ့ပြိဋိဘံအရင်ဆန်တယ်ဆိုတော့ तू သိရတယ်တိုက်ဆိုင်တယ်မဲ့သူ့ရဲ့အာယုသင်္ခါရနော်လက်ကျန်အချိန်ပေါ့နော်အဲ့ဒါကို तू စဉ်းစားဆင်ခြင်ကြည့်လိုက်တဲ့အခါမှာ9ရက်ပဲရှိတော့တယ်ဆိုတာကိုတွေ့ရတယ်တဲ့နော်တစောင်းမုံလာပြည့်နေ့မှာပြိဋိဘံဆံမယ်ဆိုတော့လာပြည့်မတိုင်ခင်9ရက်ဖြစ်မှာပေါ့အဲ့ဒါနဲ့သူငါဘယ်မှာပြိဋိဘံဆံမလို့စဉ်းစားဆင်ခြင်လိုက်တဲ့အခါကျတော့မေတော်ကြီးကိုမျက်စိထဲမှာမြင်လာတယ်မေတော်ရူပတာရိပုံလေးမကြီးကအဲ့ဒီအချိန်မှာအသက်100ကျော်ယုံပဲကျော်ဖို့ပဲရှိတယ်ရှင်သာရိပုတ္တရာမြတ်စွာဘုရားနဲ့အရွယ်မတိမ်မြိန်ပေါ့အသက်80နေထားရှိတယ်အသက်80ကျော်ရဲ့အမေကအသက်100ကျော်တော့ရှိမှာပေါ့ဟုတ်လားအဲ့တော့ဒီမေတော်ရူပတာရိပုံလေးမကြီးကအဲ့ဒီအချိန်ထိယတနာမြတ်သုံးပါးကိုကြည်ညိုတဲ့အနေထားမရှိသေးဘူးနောက်သာသမီ9ယောက်ရှိတာ9ယောက်လုံးပါဖြစ်နေတော့ယဟန်ဖြစ်ပြီးတော့အကုန်လုံးယဟန်တာဖြစ်နေပြီမေတော်ကြီးခမရမှာတော့နော်တမာဒိဋ္ဌိကိုမဖြစ်သေးဘူးသူဘယ်သူနဲ့နေရတော့ဆိုတော့သမီးကမွေးထားတဲ့နော်မြေးနဲ့နေတာပစ္စည်းကတော့အလွန်ချမ်းသာတယ်ပေါ့အဲ့တော့ရှင်သာရိပုတ္တရာကစဉ်းစားတာဘာစဉ်းစားလဲဆိုတော့တကယ်လို့သာငါကမေတော်ကြီးရဲ့အကျိုးကိုဘာမှဆောင်ရွက်ပြီးတော့မသွားဘူးဆိုရင်ရှင်သာရိပုတ္တရာသူများရဲ့အားကိုးရတာဖြစ်တာပါမေတော်ကြီးရဲ့အားကိုးရတော့မဖြစ်ရှာဘူးလို့ငါ့ကိုနောက်လူတွေကကဲ့ရဲ့ကြလိမ့်မယ်ဒါကြောင့်မလို့ငါမေတော်ကြီးကိုသွားပြီးတော့နော်တရားအတိရအောင်လုပ်ပြီးမှငါရဲ့မွေးဖွားရာတိုက်ခန်းမှာပဲငါပြန်ပြီးတော့ပြိဋိဘံဆံမယ်လို့တခါလဲဆုံးဖြတ်ချက်ချတယ်ဟုတ်လားအဲ့လိုဆုံးဖြတ်ချက်ချပြီးတော့မြတ်စွာဘုရားဒီကိုသူကြွသွားတယ်ကိုရောက်တဲ့ခါကျတော့မြတ်စွာဘုရားကိုမြတ်စွာဘုရားတပည့်တော်
နော်ပြိဋိဘံစံတော့မဲ့အကြောင်းအာယုသင်္ခါရလွတ်လိုက်ပြီဆိုတဲ့အကြောင်းမြတ်စွာဘုရားကိုလျှောက်တယ်နော်ခွင့်ပြုပါလို့ပြောတာမဟုတ်ပါဘူးမြတ်စွာဘုရားတည်တော်မူပါသူပြိဋိဘံစံတော့မဲ့ဆိုတော့မြတ်စွာဘုရားတည်တော်မူပါအဲ့မြတ်စွာဘုရားဆိုတာကလည်းပဲနော်ပြိဋိဘံစံဖို့လာပြီးတော့လျှောက်ထားကြတဲ့အရှင်မြတ်တွေကိုပြိဋိဘံမစံနဲ့အောင်လို့လည်းမပြောဘူးစံတော့လို့လည်းမပြောဘူးတဲ့စံပြိဋိဘံစံတော့လို့ပြောရင်တေခြင်းကိုချီးမွမ်းရရောက်တယ်တဲ့သူများကဲရမှာဆိုလို့ပြိဋိဘံမစံနဲ့အောင်လို့ပြောလို့ရှိရင်လည်းဝရှင်ရဲကိုချီးမွမ်းရရောက်တယ်တဲ့။ကင်ခတ်လိုက်ပုံကဟုတ်လားပြိဋိဘံမစံနဲ့အောင်လို့ပြောရင်ပါတယ်ဝရှင်ရဲကိုချီးမွမ်းရရောက်တယ်တဲ့ပြိဋိဘံစံတော့လို့ပြောတော့လေတေခြင်းကိုချီးမွမ်းရရောက်တယ်တဲ့အဲ့တော့မြတ်စွာဘုရားဘလို့မိန့်ရှိတုံးဆိုတော့မင်းဘယ်မှာပြိဋိဘံစံမှာတုံးလို့မေးတယ်တဲ့ဟုတ်လားအဲ့တော့ရှင်သာရိပုတ္တရာကမေတော်ရဲ့နော်အိမ်ကိုသွားပြီးတော့မွေးဖွားရတိုက်ခန်းမှာပြိဋိဘံစံပဲဒီတော့မြတ်စွာဘုရားကမသိလို့တာဝကမျိုးနောက်ထပ်တွေ့ရဖို့ဆိုတာမဖြစ်နိုင်တော့ဘူးဒါကြောင့်မို့လို့ဒီမှာရှိတဲ့ယံပိဋကလူပိဋကအလုံးကိုနော်တကူပြာရီဟာပြပြီးတော့တရားဟောသွားအောင်လို့မြတ်စွာဘုရားကမိန့်ရှိတာဟုတ်လားအဲ့လိုမိန့်ရှိတော့မှဦးဇင်းတို့တကူပြတဲ့အခါကိုအကျဉ်းတမွေးမဲ့မှတ်တမ်းတင်ပါတယ်ဒီမှာတော့အကျဉ်းချုပ်ပဲပြောပါမယ်နော်ထန်း90ထိရောက်အောင်ကောင်းဝင်ကိုတက်တယ်ပြီးရင်ပြန်ဆင်းလာပြီးတော့မြတ်စွာဘုရားရဲ့ခြေတော်ကိုဥချတရားဟောနောက်ထန်း90ထန်း20ထိတက်တယ်ပြန်ဆင်းလာတယ်အဲ့90လောက်ထိတက်တယ်ဆိုအမြင့်ကြီးပေါ့နော်အဲ့ဒါထက်ရောက်ပြီဆိုတော့နော်ဟိုခေါင်းတော်လေးရေဖော်ပြီးတော့တရားဟောတာရှိတယ်ကိုယ်တစ်ပိုင်းဖော်ပြီးတော့တရားဟောတာရှိတယ်လုံးဝဖြောက်ပြီးတော့တရားဟောတာရှိတယ်တကူအမျိုးမျိုးပြပြီးတော့တရားဟောတာပေါ့ဟုတ်လားအဲ့ပြီးတော့အကုန်လုံးသူ့ရဲ့တပည့်ပေးသက်တွေအကုန်လုံးခြံရံပြီးတော့နော်မေတော်ရှိရာသူ့ရဲ့မွေးဖွားရာနာလကရွာကိုသူကြွားသွားတာသူ့ရဲ့တပည့်တွေအကုန်လုံးခေါ်သွားတာနော်အဲ့တော့သူ့ရဲ့ညီစုံနာပါတယ်နော်စုံနာကိုနော်တမနုတမနဟောတာမနေလို့များသောဖြင့်သူ့ကိုချစ်ဆုံးနဲ့ခေါ်ကြတာရှိတယ်သူ့ရဲ့ညီစုံနာနောက်တစ်ခါတည်းမှာသူကမြတ်စွာဘုရားကိုလှုပ်ကြွေးတဲ့အနေထားမှာလည်းရှိတယ်အဲ့ဒီစုံနာကိုနောက်ပါခေါ်ပြီးတော့ကြွသွားတာနော်တပည့်တွေကိုအကုန်လုံးရှေ့ယုံပြီးတော့ကြွသွားတော့အကုန်လုံးပေးသက်တွေပါတယ်အကုန်လုံးငိုယိုပြီးတော့လိုက်ကြတာပေါ့ဒါမဲ့လို့အကုန်လုံးကိုနှစ်သိမ့်ပြီးတော့နော်ဒီလမ်းကဘယ်သူမှလွတ်ကင်းနိုင်တဲ့လမ်းမဟုတ်ဘူးအလုံးဟာမမိတ်မလျော့နေကြဆိုပြီးတော့ကြွသွားတာတည်ငြိမ်ပေါ့နော်အဲ့လိုကြွသွားတဲ့ခါကျတော့ဦးဇင်းတို့နာလကရွာကောင်းရင်ရောက်တဲ့ခါကျတော့သူ့ရဲ့တူတော်ဥပယေဝရနဲ့တွေ့တဲ့ခါကျတော့မင်းဖွားရှိလားအိမ်မှာရှိပါတယ်ဆိုတော့အေးအဲ့လိုဆိုရင်သွားအဖွားကိုသွားပြောနော်ငါအတွက်အိယာတိုက်ခန်းတစ်ခုပြင်ဆင်ထားလိုက်နောက်ပါရဟန်း900ပါတယ်အဲ့ဒါအတွက်လည်းပဲနေရာပြင်ထားလိုက်လို့မေတော်ကြီးကိုပြောလိုက်အဲ့ဒါနဲ့ဥပယေဝရကသွားပြီးတော့ပြောတော့မေတော်ကြီးကဩငါရဲ့သားနော်ငယ်တုန်းကယဟန်ပြူတော့ခုကြီးမှလူမြန်းထွက်ချင်လေသလားမသိဘူးလို့မေတော်ကြီးအဲ့လိုစဉ်းစားတယ်တဲ့ဟုတ်လားဒီအသက်80ကိုပဲလူထွက်ချင်တယ်လူမြန်း तू အထင်နေသေးတာသိလားအဲ့ဒါနဲ့သားရဲ့ပုံမှာချစ်ခင်မြတ်နှုံးမှာရှိတယ်ဒါသူ့ရဲ့သားဦးပဲလေရှင်သာရိပုတ္တရာကဟုတ်လားအဲ့ဒါနဲ့အကုန်လုံးနေရာတွေပါတွေပြင်ပြီးတော့ထားတယ်နော်အဲ့လိုနေရာပြင်ထားတဲ့အခါညရောက်လာပြီဆိုတော့နော်ရှင်သာရိပုတ္တရာမှာအလွန်ပြင်းထန်တဲ့ဝေဒနာဆွဲကပ်တယ်ယဟန်တွေကိုသူ့နေရာသူသွားဆိုတော့အနားမှာဘယ်သူပဲရှိတော့ဆိုတော့စုံနာတစ်ပါးပဲရှိတယ်သူ့ရဲ့ညီဟုတ်လားအဲ့ဒါသွေးသွန်တဲ့ယောဂါပေါ့နော်တစ်ခွက်ဝင်ထွက်သွားတာနဲ့နောက်တစ်ခွက်ထားခဲ့ရတယ်တခါတည်းရုတ်တရက်ဖြစ်လာတဲ့ယောဂါပေါ့အဲ့ဒါကိုမေတော်ကြီးကကြောက်အလန့်အားနဲ့ပေါ့နော်သူ့ရဲ့တကားတိုက်ကအဲ့ဒီတကားပေါက်ကိုမှီးပြီးတော့ကြည်နေဩငါသားဖြစ်ပုံငါမနှစ်သက်လိုက်တာကြည်နေတယ်ဟုတ်လားအဲ့လိုမရအောင်အဲ့တော့တညာလုံးဝေဒနာပြင်းပြင်းထန်ထန်ဖြစ်တယ်နော်သွေးသွန်တဲ့ယောဂါဖြစ်တာအဲ့ဒီလိုဖြစ်တဲ့အခါကျတော့ဦးဇင်းတို့ပထမဘယ်သူတွေရောက်လာတော့ဆိုတော့စတုမာရနဲ့မင်းကြီး၄ပါးရောက်လာတယ်နော်အရှင်မြတ်ကြီးဒီလိုဖြစ်တာကိုလူနာပြုစုဖို့ဆိုရောက်လာတာရောက်လာတဲ့အခါကျတော့အရှင်မြတ်ကြီးကသွားကြငါမှလူနာပြုစုမယ်လို့ရှိတယ်ဆိုတော့စတုမာရနဲ့မင်းကြီး၄ပါးပြန်သွားကြတယ်ပေါ့အဲ့ဒီအယောင်အဝါထိန်လင်းစွာနဲ့လာတာကိုဘယ်သူသိတယ်ဆိုတော့မေတော်ကြီးသိတယ်ဘယ်သူတွေလာမှလည်းဘယ်သူတွေလဲလို့လည်း तू မသိဘူးဘာတွေလဲလို့လည်း तू မသိဘူးအဲ့ဒါခဏနေတော့တရားမင်းထပ်ပြီးတော့ရောက်လာတယ်ရောက်လာပြီးတော့ဒီလိုဒီကြောင်းပဲလူနာပြုစုဖို့တောင်းပန်တယ်အဲ့တော့ရှင်သာရိပုတ္တရာကကြည်စုံတယ်သင်တို့နဲ့တွေအတွက်ဒီလူတွေရဲ့အနံ့ဆိုတာလိုတာမဟုတ်ပြန်ကြငါမှပြုစုမယ်လို့ရှိတယ်ပြန်သွားပြန်ရောခဏနေတော့ဘယ်သူရောက်လာတော့ဆိုတော့မဟာဗြဟ္မာကြီးရောက်လာတယ်တဲ့အဲ့ဒါလည်းလူနာပြုစုဖို့ပဲရောက်လာတာနော်ရှင်သာရိပုတ္တရာရဲ့နော်လူတွေနဲ့တွေရဲ့ကြည်ညိုမှုဟာဘယ်လောက်ကြီးမားသလဲဆိုတာကိုပြောပြတာပါဟုတ်လားအဲ့ဒါဗြဟ္မာကြီးကိုလည်းပဲသူ့မှာလူနာပြုစုမယ်လို့ရှိတယ်ဆိုပြန်သွားတာအဲ့ဒီလည်းပြန်သွားပြီလဲဆိုရောမေတော်ကြီးကစံတဝါဝါနဲ့ရောက်လာတယ်နော်အသက်100ကျော်ဆိုတော့ဘယ်တန်တာမာမကြီးရှိတော့မလို့ဟုတ်လားအဲ့ဒါနဲ့မေးတယ်န
နေစမ်းပါဦးငါသားရဲ့စောတော်တုန်းကရှောက်လာတဲ့လူတွေကဘယ်သူတွေတော့ပထမအဆုံးရောက်လာတာဘယ်သူတွေတော့အဲ့လိုမေးတဲ့အခါကျတော့အဲ့ဒါစတုမာရိနတ်မင်းကြီး၄ပါးပဲဆိုတော့ဩငါသားကစတုမာရိနတ်မင်းကြီး၄ပါးထဲမြင့်မြတ်သလားမေတော်ကြီးကလည်းစတုမာရိနတ်မင်းကြီး၄ပါးဆိုတာကနော်သားတော်တို့ရဲ့နော်အရန်ဆောင်လောက်ပဲရှိတာဘာဖြစ်လို့လဲဆိုတော့ဒီစတုမာရိနတ်မင်းကြီး၄ပါးဟာမြတ်စွာဘုရားပြိတ္တိနေပြီဆိုတဲ့ကစပြီးတော့တန်လျက်ကင်ပြီးတော့စောင့်ကြရတာအရန်ဆောင်လောက်ပဲရှိတာအဲ့အံ့ဩတော်တယ်သူစိတ်ထဲမှာအဲ့ဒါဆိုလို့ရှိရင်အဲ့ဒါပြီးတော့ပိုးပြီးတော့အယောင်ဝါတောက်ပစွာနဲ့ရောက်လာတဲ့ဒုတိယရောက်လာတဲ့ຢာကဘာလဲပေါ့အဲ့ဒါတရားမင်းပဲဆိုတော့ငါသားကတရားမင်းထက်လည်းပဲမြင့်မြတ်သလားမေတော်ကြီးကလည်းတရားမင်းဆိုတာကနော်သားတော်တို့ရဲ့ဗန္နာခိုင်လောက်ပဲရှိတာတပိတ်သင်္ကန်းကိုင်တဲ့လူလောက်ပဲရှိတာမြတ်စွာဘုရားသင်္ကတ္တနဂုပြည်ကနေပြီးတော့တာဝရိန္ဒနတ်ပြည်ကနေဆင်းပြီးတော့သင်္ကတ္တနဂုပြည်ဆင်းလာတဲ့အခါမှာနော်တရားမင်းကတပိတ်သင်္ကန်းကိုင်ပြီးတော့ဘာလို့လိုက်လာတာရှိတယ်ဒါကြောင့်ဗန္နာဒိန်းလောက်ပဲဗန္နာကိုင်လောက်ပဲရှိတာအံ့ဩတယ်စိတ်ထဲမှာဒါနဲ့နောက်ဆုံးရောက်လာတဲ့အယောင်အဝါအတောက်ပဆုံးနဲ့ရောက်လာတာကဘယ်သူတော့အဲ့ဒါကမေတော်ကြီးတို့ဖျားဆိုပြီးတော့ကိုယ်ွယ်နေတဲ့မဟာဗြဟ္မာကြီးပဲအဲ့ဒီချိန်မှာသူတော်တော်ကိုအံ့ဩသွားတယ်ငါသားကနေပါဦးမဟာဗြဟ္မာကြီးတဲ့လေမြတ်သလားအဲ့တော့မေတော်ကြီးနဲ့နော်ဒီမဟာဗြဟ္မာကြီးတယောက်မပြောနဲ့နော်ဗြဟ္မာမင်း၄ဦးကသားတော်တို့နော်မြတ်စွာဘုရားမွေးကသာနော်ရွှေစာကြီးကွန်ရက်နဲ့သူတို့ခံကြရတာအဲ့လိုမျိုးပြောလိုက်တဲ့အခါကျတော့သူ့ရဲ့စိတ်ထဲမှာကြည်စမ်းပါငါသားရဲ့အစွမ်းတတ္တိတောင်ဒီလောက်ရှိနေတယ်ဆိုရင်သူ့ရဲ့ဆရာမြတ်စွာဘုရားရဲ့အစွမ်းတတ္တိတကူအာတိတင်တွေကဘယ်လောက်များရှိလိမ့်မလို့အဲ့ဒါကိုသူစဉ်းစားရင်းနဲ့စိတ်ထဲမှာပီတိဖြစ်တယ်ပေါ့အံ့ဩမှုနဲ့ပီတိတွေဖြစ်တယ်အဲ့ဒီပီတိဖြစ်နေတာကိုရှင်သာရိပုတ္တရာကသိတယ်ဒီအချိန်ကငါရဲ့မေတော်ကြီးကိုတရားဟောရမယ့်အချိန်ပဲနော်စိတ်ကောင်းနေဖြစ်နေတဲ့အချိန်ကလေးကိုဖမ်းပြီးတော့တရားဟောမှာနော်အဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်ကျေးဇူးတော်တွေကိုစီတန်းပြီးတော့ရှင်သာရိပုတ္တရာကိုရမကြီးကဟောပြတာနော်မြတ်စွာဘုရားဆိုတာဘယ်လိုဆိုတာကိုပြောပြတော့စောတော်တုန်းကလက်တွေ့မျက်တွေ့မြင်ထားတဲ့အနေအထားကအလွန်အားကြီးတဲ့တရားတရားကိုဖြစ်စေမယ်လို့ဦးဇင်းထင်တယ်ဟုတ်တယ်မဟုတ်လားမြင်ရတာနဲ့မမြင်ရတာတူမလားအတူနော်မြင်လိုက်ရတယ်သူဟုတ်လားအဲ့သူ့ရဲ့ယုံကြည်မှုကဘယ်လောက်ရှိနေမလဲဆိုတာပေတရုခံမှန်းကြည့်ပေါ့နော်အဲ့ဒါကိုသူ့ရဲ့သားတော်ကလည်းပြောပြနေတာဆိုတော့ဘာဖြစ်တော့သူ့ရဲ့ဉာဏ်တွေထက်မြက်လာပြီးတော့သောတာပတိမဉ္ဇဉ်ပူဉ္ဇဉ်ကိုရတယ်သောတာပန်ဖြစ်သွားတယ်ပေါ့အဲ့ဒီလိုသောတာပန်လည်းဖြစ်ပြီးဆိုတော့ရှင်သာရိပုတ္တရာကိုင်မေတော်ကြီးအတွက်ဒီလောက်ဆိုလို့ရှိရင်ပြည့်စုံပြီသူတွေးမိတယ်အဲ့ဒါနဲ့မေတော်ကြီးကိုသွားတော့လို့လွှတ်လိုက်တယ်အဲ့ဒါမေတော်ကြီးလည်းသွားတော့ဆိုတော့သွားရတာပေါ့အဲ့ဒါစုံနာကိုမေးတယ်ချက်သားစုံနာနော်သူ့ရဲ့ညီတော်ကိုဘယ်ချိန်ရှိပြီတော့အာယုံချင်းလို့အလင်းရောက်တော့မယ်အဲ့ဒါလို့ဆိုလို့ရှိရင်ငါရဲ့တပည့်ယဟန်900ကိုခေါ်လိုက်ပါယဟန်900အကုန်လုံးခေါ်လိုက်တယ်ရောက်လာပြီလဲဆိုရောအဲ့ဒါရှင်သာရိပုတ္တရာကအဲ့ဒီယဟန်တော်900ကိုငါရှင်တို့တဲ့ငါရှင်တို့ရဲ့အပေါ်မှာငါဟာကာယကံမှုဝစီကံမှုမနောကံမှုနဲ့တကယ်လို့နော်အပြစ်များရှိမယ်ဆိုလို့ရှိရင်အလုံးခွင့်လွှတ်ကြတောင်းပန်တာအဲ့တော့မရှိပါဘူးရှင်ဘုရားရဲ့ပုံမှာသာလဲတပည့်တို့ရဲ့အပြစ်တွေသာလဲရှိမယ်ဆိုရင်ရှိနိုင်ပါတယ်အရှင်ဘုရားတို့ကသာလဲခွင့်ပြုကြပါခွင့်လွှတ်ကြပါအဲ့ဒါလေးလည်းအကုန်လုံးယဟန်တာတွေပဲအဲ့လိုအကုန်လုံးအကြည်လေတောင်းပန်ပြီးပြီဆိုတော့မှရှင်သာရိပုတ္တရာဘာလို့တော့အိယာညောင်ဆောင်မှာလျောင်းရှည်ရင်းနဲ့သင်္ကန်းကြီးကိုမျက်နှာတော်ကိုဖုံးအုပ်လိုက်တယ်နော်ဖုံးအုပ်ပြီးတော့မြတ်စွာဘုရားပြိဋိဘံစံတုံးကလိုပဲနော်ဇန်တမာပတ်တွေကိုအစအနေအဆုံးကနေအစအနုလုံးပဋိလုံးဝင်စားတယ်ပြီးတော့ပထမဇန်ကနေစပြီးတော့ဝင်စားဒုတိယဇန်တတိယဇန်သရုတ်ထဇန်အဲ့ဒီသရုတ်ထဇန်ရဲ့အဆုံးမှာနော်အနုပါတိတေတခန္ဓာအကျွင်းကြံမရှိဒုက္ခဇတ်ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုဝန်ဆံတော်မူတယ်ဆိုတာပြိဋိဘံစံသွားတော့အဲ့ဒီလိုပြိဋိဘံစံတဲ့အချိန်မှာမြေကြီးအကြီးကျယ်တုန်လှုပ်ခြောက်ခြားတယ်နော်အဲ့ဒီမြေကြီးအကြီးကျယ်တုန်လှုပ်ခြောက်ခြားတော့စောသွားမေတော်ကြီးကမတိပဲနေမလားပြန်ရောက်လာတယ်ပြန်ရောက်လာတဲ့အခါကျတော့စမ်းကြည့်တော့သားတော်ကဘာလို့အသက်မရှိတော့ဘူးပေါ့နော်အရက်ပြောနေပြောမယ်ဆိုရင်အဲ့ဒီကြတော့မှသူအကြီးအကျယ်ငိုတော့တာတက္ကမကြီးကကြည်စမ်းမအောင်တော့နော်ငါငယ်ရွယ်စဉ်အခါတုန်းကတော့ငါရဲ့ဒီတရားကိုသိအောင်လုပ်ပြီးတော့နော်ငါရဲ့အိမ်ကိုကြွလာတာမရှိဘူးအခုငါသိပြီလဲဆိုတော့ဒီငါသားကြီးအမှုပြုတဲ့ယဟန်တန်ဃာတွေကိုငါဟာသင်္ကန်းလဲလှုပ်ခွင့်မရှိတော့ဘူးကြောင်းဆောက်ပြီးတော့လဲလှုပ်ခွင့်မရှိတော့ဘူးဆွန်လဲကတ်ခွင့်မရှိတော့ဘူးဆိုသူတီးထန်စွာငိုကြွေးတယ်အဲ့ဒီကမကြီးအယံတနာစရာကောင်းပါတယ်ဟုတ်လားအဲ့ဒါအာရအောင်ငိုပြီးတော့အာယုံချင်းလို့အလင်းရောင်လဲလာပြီဆိုတော့နော်ဒီအရှင်မြတ်ရဲ့နော်တာရုကိလနာသဘင်လို့ဆိုကြပါစို့အဲ့ဒါအတွက်သူကအများကြီးရှိမှန်းတယ်ဒီမှာပြောထားတာကတော့တရားမင်းကိုယ်တိုင်ကဝ
ဝိတယုံနတ်သားကိုလွတ်ပြီးတော့ပုံမိမ့်မှန်နေပါတိစောင့်ခိုင်းတယ်လို့တောင်ဆိုပါတယ်ဒီဇာပနာပွဲလို့ဆိုကြပါစို့နော်အလွန်ကြီးမားတဲ့နော်တာတုကိလေသာတပင်ကြီးဖြစ်တယ်ပေါ့အဲ့ဒီမှာဦးဇင်းတို့အတူချုပ်ပြီးတော့ပြောရလို့ရှိရင်အဲ့ဒီလိုရှင်သာရိပုတ္တရာရဲ့ဇာပနာပွဲနောက်ဆုံးနော်ရှင်သာရိပုတ္တရာရဲ့ယုတ်ကလတ်တော်ကိုနော်မိသကြိုပြီးတော့ဘာဖြစ်တုံးဆိုတော့ဓာတ်တော်ကြားတယ်ပေါ့နော်အဲ့ဒီဓာတ်တော်တွေကိုရေစစ်ထဲမှာထည့်ပြီးတော့ရှင်သာရိပုတ္တရာသုံးဆွဲခဲ့တဲ့သင်္ကန်းတပိတ်အဲ့ဒါတွေကိုဘယ်သူယူလာတယ်ဆိုတော့ရှင်စုံနာကယူလာတယ်ယူလာပြီးတော့သူမြတ်စွာဘုရားရှိရာကိုကြွလာတယ်မြတ်စွာဘုရားကအဲ့ဒီအချိန်မှာဘယ်မှာရှိနေမလဲမြတ်စွာဘုရားရှိရာကိုသူကြွလာတယ်ကြွလာပြီးတော့မြတ်စွာဘုရားတွေကိုသူတယောက်တည်းတပါးတည်းမဝင်မရဲဖြစ်တယ်မဝင်ရဲဘူးဒါနဲ့မစုခေါ်ပြီးတော့ဝင်မတော်ဆိုတော့ရှင်သာရိပုတ္တရာနဲ့အလွန်မှယဉ်နီးတဲ့ကျွမ်းဝင်တဲ့ရှင်အာနန္ဒာရှင်အာနန္ဒာကရှင်သာရိပုတ္တရာကိုအလွန်ကြီးညိုတာနော်အလွန်မှလည်းယဉ်နီးတယ်ရှင်အာနန္ဒာရဲ့အကြောင်းကိုပြောတဲ့အခါမှာရှင်သာရိပုတ္တရာရဲ့အကြောင်းတွေကလည်းပါလာလိမ့်မယ်ဟုတ်လားအဲ့ဒါနဲ့ငါရှင်အာနန္ဒာဒီကိုဝင်ပြီးတော့ရှင်အာနန္ဒာနဲ့အတူတူကမြတ်စွာဘုရားကြီးကိုသွားမယ်အရှင်အာနန္ဒာကြီးကိုဝင်တယ်ရှင်အာနန္ဒာကလည်းမျှော်လင့်ထားပြီးသားရှင်သာရိပုတ္တရာပြိဋိဘံဆံဖို့ကြွသွားပြီဆိုတာလည်းသိတယ်အချိန်ပြိဋိဘံဆံမယ်ဆိုတာလည်းသိတယ်ဒါပေမဲ့တကယ်ကြွလာပြီးတော့ဟိုကဓာတ်တော်တွေလည်းပြလိုက်ပြီလဲဆိုတော့ तू ဘလို့မှမဖြေနိုင်ဘူးရှင်အာနန္ဒာကအဲ့ဒီအချိန်မှာရှင်အာနန္ဒာကသောတာပန်ပဲရှိသေးတာ။အိုးဟုတ်လား။ဒါနဲ့ကရှင်စုံနာကဲအဲ့လိုဆိုလို့ရှင်တို့မြတ်စွာဘုရားကိုရှောက်ဖို့အတွက်စကားလက်ဆောင်ရပြီ။မြတ်စွာဘုရားကြီးကိုသွားရမယ်ဆိုပြီးတော့အဲ့ဒီရှင်သာရိပုတ္တရာရဲ့တပိတ်သင်္ကန်းဓာတ်တော်တွေယူပြီးတော့မြတ်စွာဘုရားကြီးကြွတယ်။ဟိုရောက်တော့အကျိုးအကြောင်းရှောက်တော့မြတ်စွာဘုရားကယဟန်ပိသက်တွေအားလုံးစုဝေးပြီးတော့ရှင်သာရိပုတ္တရာရဲ့ဂုဏ်ကျေးဇူးတွေကိုအများကြီးပြောပြတယ်အများကြီးရွတ်ဆိုပြီးတော့ဟောတာနော်အဲ့ဒီတဲကဥစဉ်ဂါထာတစ်ပုဒ်မှတ်မိနေတာလေးတစ်ခုပေါ့နော်မြေကြီးအလားတီးခံတဲ့စိတ်ရှိတဲ့ရှင်သာရိပုတ္တရာကိုရည်ညွှန်းတာနော်မြေကြီးအလားတီးခံတဲ့စိတ်ရှိတဲ့စိတ်အလိုကိုကိုကမလိုက်ဖဲနဲ့ကိုကသာလဲကိုကစိတ်အလိုကိုမလိုက်ဖဲနဲ့စိတ်ကိုသာလဲကိုယ့်ရဲ့အလိုကိုလိုက်စေနိုင်တဲ့ဒါလည်းဘယ်သူကိုရည်ညွှန်းတာတုံးဆိုတော့ရှင်သာရိပုတ္တရာကိုပဲရည်ညွှန်းတာနော်တတ္တဝါတွေရဲ့ပုံမှာအလွန်မှတနာတတ်တဲ့အလွန်မှလည်းပဲစောင့်ရှောက်တတ်တဲ့စိတ်နှလုံးအလွန်မှငြိမ်းအေးတဲ့သဘောရှိတဲ့နော်ဒီအရှင်မြတ်ဟာပြိဋိဘံဆံသွားခဲ့ပြီလောကကြီးကပျောက်ကွယ်သွားခဲ့ပြီအဲ့လိုမျိုးဂါထာပေါင်းများစွာမြတ်စွာဘုရားရွတ်ဆိုပြီးတော့ဟောအဲ့လိုရွတ်ဆိုနေတဲ့အချိန်မှာအလုံးကဓမ္မတန်ဝေကနဲ့ငြိမ်နေကြတယ်ပေါ့မငြိမ်နိုင်တာကဘယ်လိုလဲဆိုတော့ရှင်အာနန္ဒာပဲရှင်အာနန္ဒာကဘယ်လိုဖြစ်နေတုံးဆိုတော့စာထဲမှာရေးပြထားတာလေးကတော်တော်တောင်ဝမ်းပူစရာကောင်းတယ်နောက်ဦးဇင်းမြင်အဲ့ဒီအကြောင်းကိုဖတ်ပြီးတော့လေဘင်းတော်နဲ့ကြီးတယ်ရှင်အာနန္ဒာကဘယ်လိုဖြစ်နေလို့ဆိုတော့ကြောင်ရဲ့ရှေ့မှာရောက်နေတဲ့ကြွက်လေးလိုဖြစ်နေတယ်တဲ့ထောက်တီးရမရပြာရခတ်နေတယ်ဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်ဘလို့မှသူမနေနိုင်မြတ်စွာဘုရားကအဲ့ဒီဂုဏ်တွေကိုဟောလေးသူကဘလို့မှနေလို့မရလေအဲ့ဒါနဲ့ဟောလေပြီးပြီဆိုတော့ရှင်အာနန္ဒာကမြတ်စွာဘုရားကိုဘာလျှောက်လို့ဆိုမြတ်စွာဘုရားတဲ့တပည့်တော်ရှင်သာရိပုတ္တရာပြိဋိဘံစံတယ်လဲကြားရောတပည့်တော်ရဲ့စိတ်တရားအကုန်ခြားခြားလဲသွားတယ်တဲ့အရက်မျက်နှာတွေတောင်ဘယ်ဟာအရှိဘယ်ဟာအနောက်လို့တပည့်တော်အခုမသိဘူးတဲ့သူ့စိတ်ဘယ်လောက်ဖြစ်သွားတော့တရားတွေလည်းမေ့နေတယ်တဲ့နော်သူ့ရဲ့တောကပရိဒေဝသူ့ကိုအကြီးကျယ်ပါဖြစ်နေတော့လွှမ်းမိုးနေတာနော်တရားတွေလည်းတပည့်တော်မေ့နေတယ်တဲ့အကုန်လုံးခြားခြားလဲနေတယ်ခန္ဓာကိုယ်ကြီးကလည်းလေးလံတောင့်တင်းနေတယ်နေလို့ထိုင်လို့လည်းမကောင်းဘူးအဲ့ဒီလိုမျိုးလျှောက်တော့မြတ်စွာဘုရားဗာမင်းရှိတော့စိတ္တအာနန္ဒာတဲ့နေစမ်းမအောင်မင်းအဲ့လိုခံစားရအောင်ကတာရိပုတ္တရာကမင်းရဲ့သီလအစုသမာဓိအစုပညာအစုတွေကိုယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့နော်ခက်ကြမေခွန်းလွတ်တောင်ဆိုးနိုင်တယ်နော်ဒီလောက်ကြီးဆင်းရဲနေတာကသင်ရဲ့သီလသမာဓိပညာကိုရှင်သာရိပုတ္တရာကယူပြီးတော့ပြိဋိဘံဆံသွားလို့လားတဲ့ဒီတော့ရှင်အာနန္ဒာကမြတ်စွာဘုရားတဲ့အဲ့ဒါလိုယူပြီးတော့ပြိဋိဘံဆံသွားတာတော့မဟုတ်ပါဘူးတဲ့ဒါပေမဲ့လို့ရှင်သာရိပုတ္တရာတပည့်တော်ရဲ့ပုံမှာအလွန်ကောင်းတယ်သတင်းသုံးပေါ်ယဟန်တန်ဃာတွေရဲ့ပုံမှာအလွန်ကောင်းတယ်အလွန်ဆောင်ရှောက်တယ်အလွန်တနာကျင်နာတယ်အလွန်မှကောင်းကျိုးချမ်းသာကိုရဖို့အတွက်နော်အစသာအရာရာဆုံးမပေးတယ်အလွန်မှအာကိုအာရပြုရတယ်အရှင်မြတ်ကြီးပါဒါကြောင့်ဒီရောစိတ်ထဲမှာဘလို့မှဖြေလို့မရဘူးလို့ရှောက်တယ်ဒီတော့မြတ်စွာဘုရားကဒီအာနန္ဒာအလွန်တရာမှာစိတ်ဟာပင်ပန်းနေတယ်နော်ဒါကြောင့်ရှင်အာနန္ဒာကိုတတ်တအောင်တတ်တရာရအောင်ငါတရားဟောမှဖြစ်မယ်မြတ်စွာဘုရားကနော်ရှင်အာနန္ဒာပင်ပန်းနေတာကိုမြတ်စွာဘုရားသိတယ်နော်စိတ်နှလုံးအလွန်ပင်ပန်းနေတယ်အဲ့ဒါနဲ့မြတ်စွာဘုရားဘာဟောတော့ဆိုတော့စိတ္တအာနန္ဒာတဲ့ဟောဒီတတ္တဝသင်္ခါရတို့နဲ့နော်ရှင်ခွဲကွဲခြင်းဆိုတဲ့နာနာဘာဝတေခွဲကွဲခြင်းဆိုတဲ့ဝိနာဘာဝ
ဘဝချပြီးတော့ကွဲသွားခြင်းလို့ဆိုတဲ့အညထဘာဝဒီလိုကွဲကွာခြင်းတရားတွေကိုအစကနဦးတွေကစစောစီးစွာငါအများကြီးဟောထားပြီးသားမဟုတ်ပါလားတဲ့နော်ဒီလောကကြီးရဲ့သဘောဘဝရဲ့သဘောကအဲ့ဒီခွဲခွာခြင်းကိုစဉ်းစားကြည့်ရင်လည်းပဲအနှစ်သာရကင်းမဲ့လာကြည်တကားဆိုတဲ့အမြင်ကိုလည်းရနိုင်မယ်လို့ထင်တယ်ဟုတ်လားဘယ်သူမှအတူတူသာဝရနေခွင့်မရှိပါဘူးဟုတ်တယ်မဟုတ်လားအလုံးဟာတစ်ချိန်မှာဘယ်သူကလည်းဘယ်ရောက်တော့မှမသိကိုကလည်းဘယ်ရောက်တော့မှမသိဟုတ်တယ်မဟုတ်လားအခုသာလည်းတွေ့တုံးကြုံတုံးဖို့ဘာလို့နေရတော့ပျော်ဆိုပေါင်းတင်ဆက်ဆန်းပြီးတော့နေကြလားနောက်တစ်ချိန်ကျတော့သူလည်းဘယ်ရောက်တော့မှမသိကိုလည်းဘယ်ရောက်တော့မှမသိအဲ့ဒီဘယ်ရောက်လို့ဘယ်ရောက်သွားကြမှမသိမဲ့အနေထားကြီးကိုပိတ်တယ်လို့လှမ်းပြီးတော့စဉ်းစားကြည့်ပါလားဘယ်လိုခံစားချက်များရှိမလဲဟုတ်လားဘာတွေအရေးကြီးလဲစဉ်းစားကြည့်ပေါ့နော်ခုမြတ်စွာဘုရားအဲ့ဒါကိုဟောတာဒီလိုကိုယ်ကွင်းချင်းခွဲခွာခြင်းဆိုတဲ့အကြောင်းအရာကိုငါအစောကြီးတည်းစဟောထားတာတဲ့ဒါသဘာဝတရားကြီးဒါကိုမဖြစ်ပါစေနဲ့လို့တောင်းတလို့ဘယ်နည်းနဲ့မှမရနိုင်ဘူးဒါလောကကြီးရဲ့သဘာဝလက်တစ်ပင်အပင်အကြီးကြီးရဲ့အကြီးဆုံးသောအကိုင်းကြီးကျိုးကျသွားတယ်လို့နော်ငါဘုရားရှင်ကိုရမေကြီးရဲ့အကြီးဆုံးအဂတဝကရှင်သာရိပုတ္တရာပြိဋိဘံဆံသွားခဲ့ပြီဒါကြောင့်မလို့အာနန္ဒာတဲ့ဒီလောကကြီးမှာကိုသာနဲ့အာကိုပြီးတော့နေကြကိုကလွတ်လွတ်တခြားဘယ်သူ့ကိုမှအာမကိုပဲနဲ့ကိုအာကိုနေကြတရားကိုသာနဲ့အာကိုပြီးတော့နေကြတရားကလွတ်လွတ်ဘယ်အရာကိုမှအာမကိုပဲနဲ့နေကြနှစ်ချက်ပြောတယ်နော်ကိုကလွတ်လွတ်တခြားဘယ်သူ့ကိုမှအာမကိုနဲ့ကိုပဲအာကိုအာကိုဆိုတဲ့နေရာမှာဘယ်လိုကိုကအာကိုမှာတော့တရားရှိတဲ့ကိုဒီသာလည်းကိုအတွက်အာကိုရာဖြစ်မှာမှုလို့တရားကလွဲလို့တခြားဘယ်ရာကိုမှအာမကိုပဲနဲ့တရားကိုသာအာကိုပြီးတော့နေကြလို့ဆက်ပြီးတော့အမိန့်ရှိတာအဲ့ဒီလိုတရားကိုအာကိုပြီးတော့နေကြဆိုလေဘယ်တရားကိုအာကိုရမှာတုံးဆိုတဲ့မေခွန်းရှိလာပြန်တယ်နော်အဲ့ဒါကြတော့မြတ်စွာဘုရားဘယ်လိုပြောတော့တတိပဋ္ဌာန်တရား၄ပါးကိုအာကိုပြီးတော့နေကြလို့အဲ့လိုအမိန့်ရှိတာနော်မိမိရဲ့ယုတ်ကာယရဲ့သဘောကိုအမှန်တိုင်းသိအောင်မိမိရဲ့ခံစားချက်ဝေဒနာတွေရဲ့ပေါ်စိတ်တွေရဲ့ပေါ်သဘာဝတရားတွေရဲ့ပေါ်မှာအမှန်ကန်သိအောင်ဖြစ်တိုင်းတော့ဒီသဘာဝတရားတွေရဲ့ပေါ်မှာသတိထားပြီးတော့နေတဲ့လုပ်ငန်းစဉ်ကိုတတိပဋ္ဌာန်ဘာဝနာပွားများခြင်းလို့ပေတတို့နားလည်ထားကြပြီးသားဟုတ်လားအဲ့တော့တကယ်အားကိုးရအစစ်အမှန်အဲ့ဒီတတိပဋ္ဌာန်တရား၄ပါးပဲရှိတယ်အဘုလို့တော့တတိပဋ္ဌာန်တရား၄ပါးကိုပွားများမယ်ဆိုလို့ရှိရင်ဘဝခန္ဓာရဲ့အကြောင်းကိုမှန်ကန်သိမြင်နားလည်ခြင်းဆိုတဲ့ဉာဏ်ပညာမရနိုင်ဘူးလားနားလည်ရင်နားလည်သလောက်ပျက်စီးမှုနဲ့ကြုံလာတဲ့အခါမှာလက်ခံနိုင်မှုစွမ်းရည်မရှိနိုင်ဘူးလားရှိမယ်နော်လက်ခံနိုင်ရင်လက်ခံနိုင်သလောက်ခန္ဓာရည်ရှိမယ်တည်တည်ငြိမ်ငြိမ်ဖြစ်မယ်ဟုတ်တယ်မဟုတ်လားခုဒီကရမတို့ဦးဇင်းတို့တွေကအခုချိန်မှာတည်တည်ငြိမ်ငြိမ်နေနိုင်တယ်ဆိုတာကပျက်စီးမှုနဲ့မကြုံရသေးလို့နေနိုင်ကြတာပါပြောရလို့ရှိရင်မတည်ငြိမ်စရာအကြောင်းတရားမတွေ့သေးလို့တည်တည်ငြိမ်ငြိမ်နေနိုင်တာမတည်ငြိမ်စရာအကြောင်းတွေ့ပြီဆိုတာနဲ့တည်ငြိမ်မှုတွေကဘာဖြစ်သွားတော့ပြတ်ပြားသွားမယ်အခုကတော့ဟန်နဲ့ပန်နဲ့နေနေတာပဲလေစိတ်ညစ်တယ်လည်းမရှိဘူးစိတ်ဆင်းရဲတယ်လည်းမရှိဘူးကိုယ့်အေးဆေးဆေးလို့ထင်ရတယ်ပေါ့ဟုတ်လားဒါပေမဲ့မတည်ငြိမ်စရာတုန်လှုပ်စရာအကြောင်းတွေတွေ့လာပြီဆိုတာနဲ့ပုထုဇဉ်တရားတွေကဘာဖြစ်ကြမလို့တုန်လှုပ်ကြမှာပေါ့ဖောက်ပြန်ကြမှာပေါ့စိတ်ဓာတ်တွေကဟုတ်တယ်မဟုတ်လားဒါကိုကြိုးပြီးတော့နားလည်ထားဖို့မလိုဘူးလားဘာဖြစ်လို့တည်ငြိမ်မှုပြတ်ပြားသွားတာတော့လို့မေးရင်ပျက်စီးမှုနဲ့ကြုံတာကိုရင်မဆိုင်နိုင်ဘူးလက်မခံနိုင်ဘူးဘာလို့လက်မခံနိုင်တာတော့နားလည်မှုမပြည့်ဝအောင်ဘောခန္ဓာရဲ့အကြောင်းကိုနားလည်မှုမပြည့်ဝအောင်ဒီနေရာမှာဦးဇင်းတို့နော်ဆရာတော်ကြီးတစ်ပါးပေးထားတဲ့ဥမာလေးကိုဦးဇင်းကအလွန်သဘောကျတယ်နော်လူတစ်ယောက်ကမြေကမ်းပါးမှာရက်ပြီးတော့မြည်ရည်တွေတတွင်စီးဆင်းနေတာကိုကြည့်ပြီးတော့ဒီမြည်ရည်တွေကမစီးဆင်းမဲ့နဲ့ရက်တက်နေရင်ကောင်းမှာပဲသူတောင်းတတယ်ဒီမြည်ရည်တွေကပြန်ပြီးတော့မြအပေါ်ကိုဆန်းတက်ရင်ကောင်းမှာပဲလို့အဲ့လိုစိတ်များရှိမယ်ဆိုရင်အဲ့ဒီလူကိုလူတွေကဘယ်လိုပြောမလို့ရွတ်သွတ်နေတဲ့လူလိုပဲပြောမှာပေါ့ဟုတ်တယ်မဟုတ်လားမြည်ရည်ကအပေါ်ပြန်စီးဖို့ဆိုတာဖြစ်နိုင်မလားအပေါ်ပြန်စီးဖို့နေနေတာရက်တန့်ဖို့ဆိုတာတောင်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနော်အဲ့ဒီလိုမျိုးမြည်ရည်ကိုရက်တန့်စေခြင်းနဲ့အပေါ်ပြန်ဆန်တက်စေခြင်းနဲ့စိတ်ရှိတဲ့လူကိုတော့ရွတ်သွတ်တဲ့လူလိုအလွယ်တကူမှတ်ချက်ပေးကြမယ်ပေါ့အဲ့လိုဆိုရင်တော့တရားမတို့အရှင်တို့ပုထုဇဉ်တွေကအလုံးရွတ်သွတ်တဲ့လူတွေလိုပဲပြောရမယ်ဘာဖြစ်လို့တော့ဒီခန္ဓာကိုယ်ကြီးဟာလည်းပဲဒီဘဝဟာလည်းပဲအဲ့ဒီမြင်များစီးဆင်းနေသလိုစီးဆင်းနေတာရက်တန့်နေတာမဟုတ်ဘူးနော်ဘယ်စီကိုစီးဆင်းနေတာတော့ပျက်စီးမှုတွေကိုဥတည်ပြီးတော့စီးဆင်းနေတာတဖြည်းဖြည်းနဲ့အိုမင်းဟောင်းနှွမ်းလာလိမ့်မယ်တဖြည်းဖြည်းနဲ့နာကျင်ကြိုက်ခဲမှုအစဉ်မပြေမှုယောဂဝေဒနာတွေများလာလိမ့်မယ်ဟုတ်တယ်မဟုတ်လားအဲ့ဒီလိုများလို့မကများလာပြီဆိုရင်ဘာဖြစ်သွားလဲပျက်စီးသွားမယ်ဒါသူ့လမ်းစဉ်ပဲငါမြင်များစီးဆင်းနေတယ်လို့ခန္ဓာကိုယ်ဟာလည်းပျက်စီးခြင်းစီကိုပျက်စီးရင်းနဲ့ဘာဖြစ်နေတော့စီးဆင်းနေတာဒါသူ့တဘာဝအဲ့ဒါကိုယ်ကပျက်စီးမှုကြုံလာတဲ့အခါမှာမြည်ရည်ကိုရက်တန့်စေခြင်းတလို့မျိုးမြည်ရည်ကိုဆံပြီးတော့ပြန်တက်စေခြင်းတလို့မျိုး
နော်ကောင်းမွန်တဲ့အနေထားလေးမှာလူတွေဟာရက်တန့်ပြီးတော့နေကျင်တယ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးနာလိမ့်မယ်ကျင်လိမ့်မယ်ကြိုက်လိမ့်မယ်ခဲလိမ့်မယ်ယောဂဝဒနာကိုရင်ဆိုင်ရလိမ့်မယ်ဟုတ်တယ်မဟုတ်လားပြန်ပြီးတော့မြည်ကိုစံတက်စေခြင်းလိုမျိုးတရားဓမ္မတို့ဦးဇင်းတို့တွေကအခြေအနေကောင်းလေးတွေကိုပြန်ပြီးတော့တောင်းတလိမ့်မယ်အဲ့ဒီအချိန်မှာမပျက်စီးမှုကြုံလာတဲ့အချိန်မှာဒါပါလေလို့မေးရင်ရှုသွတ်မှုပဲခန္ဓာကြီးကသူ့ဖြစ်စဉ်သူသွားနေတာသူပြနေတာကိုကိုကဘာဖြစ်နေအောင်တက်တက်နားမလဲနိုင်မှုနဲ့မရစကောင်းတဲ့အရာတွေကိုဘာလုပ်နေတာတော့တောင်းတနေတာဟုတ်တယ်မဟုတ်လားမရနိုင်တဲ့အရာကိုဘာဖြစ်နေတယ်တောင်းတနေတာတော့အဲ့ဒါကြောင့်စိတ်ဆင်းရဲရတာဒါကြောင့်ပေးတဲ့ပေါင်းသူတော်ကောင်းတို့အခက်အခဲနဲ့တွေ့လာတဲ့အခါမှာအခက်အခဲကအခက်အခဲလားအခက်အခဲကိုရင်မဆိုင်တဲ့နာကအခက်အခဲလားဆိုတာလေးကိုတော့စဉ်းစားစီခြင်းတယ်ဟုတ်လားခန္ဓာကိုယ်ကြီးကတော့သူသွားနေကြလမ်းစဉ်ကိုတပြားသားမှမလျှော်ဘဲနဲ့သွားလိမ့်မယ်ဗျာအဲ့ဒါကိုကိုကဘာလုပ်ဖို့လိုတော့နားလေပေးဖို့လိုတယ်နားလေတာကိုဘာလို့ခေါ်မလို့ပညာလို့ခေါ်မယ်နော်အဲ့ဒီခန္ဓာရဲ့အကြောင်းကိုနားလည်မှုဆိုတဲ့ပညာကလွယ်လွယ်လေးရမလို့ထင်သလားမရပါဘူးဒီတိုင်းနေလို့မရဘူးဒလဇက်သူ့ရဲ့အကြောင်းကိုသိကျင်ရင်တော့သူ့ရဲ့ပုံမှာဒလဇက်တတိထားမှသာလေသူ့အကြောင်းကိုကောင်းကောင်းသိနိုင်မယ်ဒါကြောင့်သတိပဋ္ဌာန်တရားပွားများတယ်ဆိုတာဘာလို့တာတုံးလို့မေးရင်ဒီဘဝခန္ဓာရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်နားလည်အောင်ကြိုးစားရတာဒါကြီးကဒီလိုဖြစ်တဲ့သဘောကြီးပဲလို့သိမယ်တကယ်သိမယ်ဆိုရင်ဖြစ်လာတဲ့အချိန်မှာသူဘာဖြစ်မလို့ဘာမှဖြစ်စရာအကြောင်းမရှိဘူးခုတရားဓမ္မတို့ဦးဇင်းတို့တွေကခန္ဓာကြီးရဲ့အကြောင်းကိုနော်သူ့ရဲ့ဖြစ်စဉ်ကိုတကယ်သိအောင်ဘာမှလှုပ်ထားတာမရှိဘူးအဲ့တော့သူဖြစ်လာပြီလဲဆိုရောဘလို့တွေဖြစ်ကုန်တော့အထိတ်တလန့်နဲ့အံ့ဩမှုတွေနဲ့ဖြစ်မှဖြစ်ရလေခြင်းဆိုတာတွေနဲ့စိတ်တွေကဘာဖြစ်ကုန်ပြီတော့တုံ့လုံးချောက်ချကုန်ပြီနော်မြည်ရည်ကိုရက်တန့်စေခြင်းတလိုမျိုးမြည်ရည်ကိုပြန်ပြီးတော့ဆန်တက်စေခြင်းတလိုမျိုးဒီခန္ဓာကြီးကသူ့လမ်းစဉ်သူသွားတာကိုပဲကိုကဘာဖြစ်နေဝင်ဆွတ်နေပြီပေါ့နော်ကောင်းတဲ့အနေထားလေးမှာရက်နေခြင်းနဲ့မကောင်းတဲ့ဘက်ကိုစီးမသွားစေခြင်းကိုပြန်ပြီးတော့ဆန်တက်စေခြင်းနေတယ်ဖြစ်နိုင်မလားမဖြစ်နိုင်ဘူးမဖြစ်နိုင်တာကိုဖြစ်ချင်တဲ့စိတ်တွေကြောင့်အဲ့ဒီချိန်မှာအကြီးအကျယ်ဘာလို့အောင်တော့တုံလုံးချောက်ချားနေပဲမဖြစ်နိုင်တာကြီးကိုဖြစ်ချင်တယ်မဖြစ်နိုင်တာကြီးကိုဖြစ်ချင်တဲ့အတွက်ကြောင့်ဖြစ်လဲဖြစ်မှာမဟုတ်ဘူးအဲ့တော့ဖြစ်ချင်တာကြီးမဖြစ်ရတဲ့အတွက်ကြောင့်လည်းပဲစိတ်နှလုံးကအကြီးအကျယ်ဘာဖြစ်မလို့ပယ်မလိမ့်မယ်ဟုတ်လားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်းတို့အခုအခြေအနေတွေကစပြီးတော့နော်ဒီခန္ဓာကြီးဟာဘလို့ဖြစ်လာမလဲဆိုတာကိုအသေးချာသိအောင်ကြိုးစားပြီးတော့ဖြစ်လာတဲ့အချိန်မှာနော်နားလည်မှုတွေပြည့်ဝနေအောင်ကြိုးစားထားကြဖို့မလိုဘူးလားဒါကဦးဇင်းတို့ကအလွန်အပေါ်ရန်ဆန်တဲ့စကားလုံးလေးတွေနဲ့ပြောတာပါဟုတ်လားနောက်တစ်ချိန်ကျရင်ဒီပြဿနာဒီအခက်အခဲကရင်ဆိုင်ရမှာနော်တခါကြီးမှကြီးများနော်အဲ့ဒီကျတော့သူပြည်လေတော့ပါလိမ့်မယ်ကွာလို့ခပ်ပေါ့ပေါ့တော့မလုံးနဲ့နော်သူဘယ်မှမပြေလဲဘူးငါသူကတော့ဘယ်မှမပြေလဲဘူးပြီးရတော့ပြီးသွားမှာပါပဲနော်ပြီးရတော့ပြီးသွားမှာပါပဲအစဉ်ပြေပြေနဲ့ပြီးမလားအစဉ်မပြေပဲပြီးမလားဆိုတာပဲစဉ်းစားကြရမှာဟုတ်တယ်မဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပေးတဲ့ပုံတော့မြတ်စွာဘုရားဦးဟောပြီနော်သဘာဝတရားတွေအကုန်လုံးဟာအကုန်လုံးကွဲကွာသွားကြရလိမ့်မယ်အကုန်လုံးခွဲခွာသွားရလိမ့်မယ်တယောက်ကိုတယောက်တရားဓမ္မတို့ဦးဇင်းတို့တွေဟာဖက်တွယ်ပြီးတော့အပြုတ်ပြီးတော့နေကြတဲ့အပိုင်းတွေအများကြီးမရှိဘူးလားရှိရနော်ကိုမိသားစုအချင်းချင်းဆိုရင်အရန်ကြီးကိုဘဝတစ်ခုအနေနဲ့လှုပ်ပြီးတော့တောင်းဘာလုပ်ထားတာတော့ဖက်တွယ်ထားကြတာနော်အမြဲတမ်းတူတူနေခွင့်ရှိမလားမရှိဘူးကိုတဲကိုဟာတဲကတစုံတယောက်ကိုဘဝတွေကခွဲထွက်သွားမယ်ဆိုရင်လူတွေဟာဘလို့ဖြစ်မလို့တော့ငရမ်းပြလို့တကယ်ကိုအကြီးအကျယ်တုံလို့ချောက်ကြရမယ်ကိုတဲကတယောက်ယောက်စိတ်ကူးလေးနဲ့ထွက်သွားကြည့်ပေါ့နော်ဘလို့နေမလို့အကြီးကျယ်တုံလုံးချောက်ချမယ်အဲ့လိုဆိုရင်ကိုယ်တည်းကတယောက်ထွက်သွားတာတောင်တုံလုံးချောက်ချမယ်ဆိုရင်ကိုဟာတည်းကအကုန်ထားခဲ့ပြီးတော့ကိုကထွက်သွားရမယ်ဆိုရင်ဘလို့နေမလို့အိုးပြီးတော့တုံလုံးချောက်ချရမယ်ပေါ့ဘယ်ဟာကပို့ပြီးတော့မသက်မသာဖြစ်မလဲဆိုတာစဉ်းစားနော်ကိုယ်တည်းကိုဟာတည်းကတယောက်လောက်ထွက်သွားမယ်မပြောကမဆိုကောနော်ကျက်တည်မရှိမင်္ဂလာမရှိပြောတာမဟုတ်ဘူးနော်မဖြစ်နိုင်ဘူးလို့လည်းဘယ်သူမှအမတော့မခံနိုင်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီလိုကိုယ်တည်းကတယောက်ထွက်သွားမယ်ဆိုရင်ဘလို့နေမလို့ကြားတော့မကြားချင်ဘူးနော်အဲ့ဒီအတန်ကိုအရန်ကြောက်တယ်အရန်လန့်တယ်ဟုတ်လားအဲ့ဒါကိုတောင်ကြောက်တယ်လန့်တယ်ဆိုရင်ကိုယ်တည်းကကိုထွက်သွားရမယ်ဆိုရင်တော့ဘလို့နေပြီတော့ပိုးပြီးတော့မစင်သားရဲတရားဖြစ်တယ်ပေါ့ကောင်းတဲ့အဖြေကတော့မရှိဘူးနော်ဟုတ်လားကောင်းတဲ့အဖြေကဘာလဲကောင်းတဲ့အဖြေကတော့မရှိဘူးဒါပေမဲ့အဲ့ဒီဟာကိုကိုကနားလည်မှုအပြည့်နဲ့ရင်ဆိုင်နိုင်အောင်လုပ်မယ်ဆိုရင်တော့မကောင်းနိုင်ဘူးလားကောင်းနိုင်တယ်ဒါကြောင့်ပေးသက်ပေါင်းတော့စောစောဆိုမနေ့တုန်းကသွေးကင်ဆာဖြစ်နေတဲ့တခါကြီးတယောက်စီကိုရောက်တယ်နောက်ကျောင်းအတွက်လှူထားတာလေးနောက်ရည်သက်ချခြင်းပါတယ်ဆိုတော့သွားပေးတာပေါ့လေဘ ਹੁ ရှိဆေးရုံကိုရောက်တယ်ရသော်ဘုရားကအခက်အခဲတွေမရှိအောင်လုပ်လို့မပြောဘူးလို့အခက်အခဲဆိုတာကဘဝကိုကအခက်အခဲကြီးပဲလို့ဟုတ်လားအခက်အခဲကိုရင်ဆိုင်နေတဲ့စွမ်းရည်ရှိအောင်လုပ်လို့ပဲမြတ်စွာဘုရားဟောတာလို့ဒါပေမဲ့ခက်တာကလူတွေကအခက်အခဲမရှိအောင်ပဲလှုပ်ချင်နေတာ
အခက်အခဲကမရှိဘဲနေမလားဒီခန္ဓာကိုယ်ကြီးရထားတာကိုကအခက်အခဲကြီးရထားတာလို့မဆိုနိုင်ဘူးလားအခုကိုကဒီတိုင်းလေးနေသားထိုင်တာရှိနေရဆိုတာကတရားတွေကအကုန်လုံးညီညွတ်မျှတနေလို့ကိုကနေသားထိုင်တာရှိနေတာညီညွတ်မျှတမှုကအချိန်အတိုင်းစမရှိရမလားဘယ်ဟုတ်မတော့အတိုင်းတာတစ်ခုပဲရမယ်ပြီးရင်မညီညွတ်မှုမမျှတမှုဆိုတာကတစ်ချိန်မို့တစ်ချိန်ရှောက်လာလိမ့်မယ်ဖြစ်လာလိမ့်မယ်အဲ့ဒီအချိန်ကြာရင်ဘလို့ဖြစ်မလို့အခက်အခဲကြီးဆိုတာ तू ပြလိမ့်မယ်ဟုတ်လားအဲ့တော့ကိုရင်ဆိုင်နေတဲ့စွမ်းအားဘယ်လောက်ရှိမလဲမရှိဘူးလဲဆိုတာကအဲ့ဒီအချိန်မှာကိုယ့်အတွက်အရှိပါတဲ့မေခွန်းဖြစ်လာမယ်ပေါ့ဒါကိုကြိုတင်နားလည်ပြီးတော့စစ်မှန်တဲ့အားကိုးရာကိုရအောင်ရှာဖို့မလိုဘူးလားလိုတယ်နော်ဒါကြောင့်အခုရှင်အနန္ဒကိုမြတ်စွာဘုရားဟောတာဘယ်သူမှအာမကိုဘူးကိုကိုအားကိုးမယ်ဆိုတဲ့စိတ်နဲ့နေကိုအားကိုးမယ်ဆိုတော့လည်းပဲဘယ်ရာကိုအားကိုးမှာတော့သူတော်ကောင်းတရားကိုသိထားတဲ့ကိုကသာလည်းကိုယ့်အတွက်အားကိုးရဖြစ်မှာနော်နော်ဘာသာလောက်အနေထားတဲ့ခပ်ပေါ်နေထားတဲ့ကိုကတော့ကိုယ့်အတွက်အားကိုးရမဟုတ်ပါဘူးဟုတ်လားအဲ့တော့တရားရှိမှသာလည်းအားကိုးရရှိမယ်အဲ့တော့ဘယ်တရားလဲဆိုတော့ဗာဆက်ပြောတော့တတိပဋ္ဌာန်တရားလို့ပြောတယ်နော်အဲ့တော့ကိုယ့်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုသိမြင်နားလည်မှုရှိအောင်ကြိုးစားအထောက်ချင်းလို့ဆိုတဲ့ဒီတတိပဋ္ဌာန်ဘာဝနာအလုတ်တည်တာနဲ့တခုတည်းသောအားကိုးရဆိုတာဒီဒေသနာရမထင်ရှားဘူးလားထင်ရှားတယ်အဲ့လိုမြတ်စွာဘုရားကရှင်အနန္ဒကိုတောကကင်းငြိမ်းအောင်တရားဒေသနာဟောပြရတယ်ပေါ့ဒါကဥရှင်တို့နော်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးပြိဋိဘံဆန်တဲ့အကြောင်းပေါ့ဟုတ်လားအဲ့တော့တရားဟောတာလည်းပဲဥရှင်တို့တနာရီနဲ့15မိနစ်ရှိသွားပြီနော်အဲ့တော့ဒီကနေ့ပြောခဲ့တာဘာတွေတုံးများနော်ရှင်သာရိပုတ္တရာကိုရမြတ်ကြီးဟောခဲ့တဲ့တရားတွေတဲကနော်စက်မိဆက်ရလေးတွေစိတ်ဝင်စားတဲ့ကောင်းတာလေးတွေကိုဥရှင်တို့ပြောပါတယ်အထူးသဖြင့်တော့အနင်္ဂနသုတ်တံပေါ့နော်အညစ်အကြေးဆိုတာဘာကိုပြောတာလဲဆိုတာလေးနဲ့ပတ်သက်ပြီးတော့မပြောခဲ့ဘူးလားပြောတယ်နော်ရှင်သာရိပုတ္တရာနဲ့ရှင်မောဂံကိုရမြတ်ကြီးတို့ရဲ့နော်ဘဝအတွေ့အကြုံတွေအနေအထားလေးတွေကိုမပြောခဲ့ဘူးလားပြောခဲ့တယ်နော်မွေးကျေးဇူးဆက်ခြင်းဆိုတဲ့ရှင်သာရိပုတ္တရာကိုရမြတ်ကြီးရဲ့ပြိဋိဘံဆန်တဲ့အကြောင်းအရာနော်များသောအားဖြင့်တော့ဒီအကြောင်းအရာလေးတွေကပေတပေါင်းသူတော်ကောင်းတို့ကသိထားကြပြီးသားနားလည်ထားကြပြီးသားအကြောင်းအရာလေးတွေပါဟုတ်လားသို့တော်လည်းပဲတစုတစည်းတည်းနော်စက်မိအောင်ဆိုတာဦးဇင်းတို့ပြောပါတယ်မနေ့တုန်းကအပိုင်း1ဒီနေ့အပိုင်း2ပေါ့နော်မနေ့ဖြန်ဆိုလို့ရှိရင်တော့ရှင်မောဂလန်ကိုရမြတ်ကြီးရဲ့အကြောင်းကိုဦးဇင်းတို့ပြောဖို့စီစဉ်ထားပါတယ်ဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့ဒီကနေ့ညရှင်သာရိပုတ္တရာမထေရမြတ်ကြီးရဲ့အကြောင်းကိုနာယူကျင့်ကြိုခဲ့ရတဲ့ကုသိုလ်ကောင်းမှုတွေရှိရနော်အဲ့ဒီကုသိုလ်ကောင်းမှုတို့နဲ့တကွပြုလုပ်အပ်သောဒါနသီလသမာဓိပညာကုသိုလ်ကောင်းမှုအရှုစုတို့ရဲ့အစွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့သည်မဉ္ဇဉ်ဘုညာမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုပရာစေကုန်သောဟုပတ္တနာအောင်စုပြုကြခုံရာတည်း